ကျွန်တော်တို့အားလုံးမတည့်ရက်လျက်ကျွန်တော်တို့အတူတူဖျားရှင်ရဲ့ဂုဏ်တော်ချီးမွမ်းဖို့ခေါ်ဖိတ်လိုပါတယ်ယေရှုခရစ်တော်ရဲ့အသွေးတော်ကျွန်တော်တို့အမြဲတမ်းလုံလောက်တယ်အာမင်ထို့ကြောင့်ထိုအသွေးတော်ကိုပြန်လဲပြီးတော့ကျွန်တော်တို့အားရပါရချီးမွမ်းကိုးကွယ်တဲ့နေရာမှာရှက်ချင်းကြောက်ချင်းလုံးဝအလင်းမရှိဘဲနဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုပဲကျွန်တော်တို့အားရပါရလက်ခုပ်တီးတဲ့အတန်ကိုဟေးလက်ကြွေးကြော်ပေါ်ရန်ခေါ်ဖိတ်လိုပါတယ်အာမင်အာမင်ကျွန်တော်ဆက်လက်ပြီးစတင်ပြီးထူးခွင့်ရအောင်မရှိတဲ့ပြများစွာတွေ့ယေရှုခရစ်တော်ဝိရတဲ့ကိုစွန့်ကပြင်းလို့ခြင်းကိုပေးခဲ့တယ်တော့မရှိတဲ့နာယောဂများပြောက်ကင်းလို့ချမ်းသာပြီတော့ခြင်းရဲ့ကနေအလုံးမြောက်စေပြီထောင်မခြင်းကိုပိုင်ပေးOh, yeah, no, this is it. Hallelujah. Hey, this is it, baby. This is it. This is it, baby. Don't love me. Hey, hey, hey. This is it, baby. Don't love me. This is it, baby. Don't love me. Yes, I pray, Jesus Christ. We never saw that beautiful change of beginning. No mercy and I am God. Hallelujah. Turn down Jesus, look down, save me. Come on, Chip. Gina Masuya. No mercy, no mercy, Jesus Christ, Jesus, we praise you, Lord. Doing a table, a pillow chingo, get it. Don't you know my son? Look out, say,
မှာဒီအားလုံးကိုယေရှုရဲ့ဝေတော်လုံလောက်တယ် One more time ယေရှုရဲ့ဝေတော်လုံလောက်တယ်ယေရှုရဲ့ဝေတော်လုံလောက်တယ်ယေရှုရဲ့ဝေတော်လုံလောက်တယ် All my friends Jésus, dans les cieux, sauve mes Jésus. Down let it lead Amen.
ရှုအသက်နဲ့လက်ပြီးမရှိမဖြစ်ယေရှုအသက်နဲ့လက်ပြီးတမန်တရားယေရှုခရစ်တော် personally ကျွန်တော်စကားပြောရအောင်ကျင်းထဲမှာရှိသမျှအာရအားလုံးဖွင့်ဟာလျက်အိုးကိုရောကိုပဲလိုပါတယ်ကိုရောကိုပဲကိုးကွယ်ပါတယ်ဆိုတော့နှလုံးသားကိုယဉ်လျက်နဲ့ကိုးကွယ်ရအောင်ရှင်ကိုပဲမြဲလို့တဲ့ကိုရောရှင်ကိုပဲမြဲလို့တဲ့ရှိမှန်ချက်တွေတဲ့ညောမှန်ချက်တွေတဲ့ကိုရောသာတောင်းတပါတောင်းတပါတယ်ယာတွေချက်ချင်းရောက်ပါတယ်ဘုရောထာဝရဘုံကြည်ပါတယ်ခံစားချက်တွေထဲစံနာများစွာတဲ့ရှင်ကိုပဲမြဲလို့ I need to love she meant that your magic
know you're alone that I just see so dead low yet dying the king of the morning tells The king of the morning the board over the Oh Jesus, puro gobierno mare, toca ya de puro gobierno mare. Sandana, hey, puro come, ochino, pueme, ya time, puro come lo mare, puro singo verde, lore, hallelujah, puro singo verde, Saja duite, Saja duite, Sandana saja, Puro achina pueme. Dana salabido, yesi mege, to payashingo ayung bujaya. Jeno chiman jada, dan kugwe jada, dan to payashinha, jeno ya sanda tema. ကျွန်တော်လူအင်းရဲ့အထက်မှာအာယုံပြုပြီးတော့ထားဖို့ဖြစ်ပါတယ်။နှုတ်ကပတ်တော်ကပြောပါတယ်တင်တို့နှစ်ဦးသုံးဦးတို့ဒီငါဤနာမ၌သဘောတူရဲ့ဆူယုံတဲ့အလဲမှာငါသူရှိမယ်။သမကျမ်းစာကဒီနေ့ကျွန်တော်ကိုပြောပါတယ်။ဒီနေ့၎င်းမဲ့မနေ့ယနေ့နောင်ကာလပြောင်းလဲခြင်းမရှိတော့ဘုရားသခင်ဒီနေ့ကျွန်တော်တို့အလဲမှာအောဘွယ်ရာအမှုတွေပြုတ်ဖို့ရှိနေပါတယ်တို့ဘုရားသခင်ဒီဘယ်အချိန်မျိုးဘယ်အချိန်နိုင်ဒီမှာဘယ်လိုအလုပ်လုပ်တတ်လဲဆိုတော့တောင့်တသောလိုချင်သောစံတရှိတဲ့အတ္တထဲမှာအလုပ်လုပ်တော့ဘုရားသခင်ဖြစ်ပါတယ်ယနေ့မျှော်လင့်ရအောင်ဘုရားသခင်ဒီယနေ့ကျွန်ုပ်ကိုစကားပြောမယ်ကျွန်ုပ်ကိုတူထီမယ်လွတ်မြောက်ခြင်းတွေနေရာယူစေမယ်ကျွန်တော်အတ္တကိုချမ်းသာခြင်းနဲ့ပို့ဆောင်ပေးမယ်သူဘုံတော်ထင်ရှားဖို့အလို့ငါယခုအချိန်မှာပင်လင်အော်ဘွယ်အလုပ်လုပ်မယ်ဆိုတာယုံကြည်မျှော်လင့်ရအောင်တမင်းနဲ့လောက်ဘုရားသခင်ကိုစကားပြောရအောင်ယနေ့ထိုဝိညာဉ်တော်ဘုရားကိုခေါ်ဖေးအောင်ကိုတော့ကျွန်ုပ်ကိုတူထီပါစကားပြောတော်မူပါဆိုပြီးခဏလောက်ဆုတောင်းကြရအောင်ဟာလေလုယာဟာလေလုအားလုံးအတန်လွတ်လက်ဘုရားကိုစကားပြောရအောင်ခဏလောက်ဆုတောင်းမယ်အိုးဟာလေလုယာရာမာခရှိတေခေရေခပါတာခရှိတေကိုရောယေရှုတင်နေကိုရောယေရှုတင်နေကိုရောယေရှုတင်နေ
Hallelujah ဘုန်းကြီးချင်းဂုဏ်ပြုခြင်းအလုံးစုံခံထိုက်တော်မူသောကိုရောဂတိရှိတဲ့အတိုင်းအလုံးလုံးတော်မူသောထာဝရဘုရားဒါသမီးများကိုချီးရှုကြွလာလျက်အောဘွယ်နမိတ်လက္ခဏာတွေတက်ရောက်စေသောထာဝရဘုရားကိုရောကိုယေရှုတင်တယ်ကိုရောကိုချီးမြှောက်ကြပါဒါသမီးများအလယ်တိုင်းအောဘွယ်နေရာယူလျက်ကိုရောဘုန်းတော်ထင်ရှားစေပြီးတဲ့ကြောင့်နာမတော်ထူးချီးမွမ်းပါတယ်အိုရာမာလာကတေကိရှိတေခေရာပါတာကရှိတေခေရေအိုRama kapata karata kashite kerete eri mala kapata kashite kete oh hallelujah no paya celebrate oh Rama kete keshite kete amen amen Papaya korogu chisu teneကိုရောမျက်မှောက်တော်သောနာမတော်ထူးပဲချီးမွမ်းကြပါ၏ဆက်လက်ပြီးတန်ရှင်တော်ဝိညာဉ်တော်ဘုရားတတ်မြတ်အလိုက်၌လွတ်လပ်စွာလှူရှားလက်နေရယူတော်မူပါယေရှုနာမ၌ယေရှုချီးမွမ်းဆုတောင်းကြပါ၏ပါဘုရားအာမင်လက်ကိုယ်တည်းဘုရားကိုချီးမွမ်းရအောင်အာမင်ဆရာကိုပီကကျွန်တော်စကားပြောနေတဲ့အချိန်မှာသူကီးဘုတ်တီးပြီးမှဖြစ်တယ်။ဘာဖြစ်လို့ကီးဘုတ်တီးတာလဲဆိုပြီးတော့မအံ့ဩပါနဲ့အာမင်။အဲကြောင့်မလုပ်ဘူးဆိုရင်အခုကျွန်တော်အသင်းတော်မှာရှိဘူးတဲ့အရာတစ်ခုအသစ်ပေါ့နော်။ဒီနေ့နှုတ်ကပတ်တော်ဝင်ငါရတော့ခွင့်ကိုပြီးလို့ဘုရားရှင်နာမတော်ထူးချီးမွမ်းတယ်အသင်းတော်ပေါ်မှာလည်းကျေးဇူးတင်တယ်။ဦးဆောင်ပေးတဲ့ဆရာမမောင်တို့မှစာရွေးဒီမှာမြန်မာစီစဉ်မှာပါဝင်ကြတဲ့သူအရောက်တိုင်းပေါ်မှာအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ဒီနေ့ကျွန်တော်ဝင်ငါခြင်းတော့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ချားဘူးပြီးသားဖြစ်မယ်ဒါပေမဲ့လက်တွေ့အသက်တာမှာကြုံရတော့အရာလည်းဖြစ်နိုင်တယ်မကြုံရသေးတော့အရာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ကျွန်တော်နိုင်ငံပတ်ချင်တယ်ပြီးတဲ့အခါမှာကျွန်တော်ဝင်ငါပြီးတဲ့အခါမှာအတူတူကကျွန်တော်ဆက်ကပ်သွားဖို့လို့ငါလည်းခေါ်ပေးခြင်းတယ်ဆက်ကပ်ခြင်းခေါ်တဲ့အခါမှာရှက်ကြောက်စရာမလိုပါဘူးအာမင်ဒါကြောင့်ကျွန်တော်အာရပါရဆက်ကပ်ရအောင်တို့ဘုရားသခင်ဒီစာငတ်တော်နှလုံးသားကိုရောင်ရဲစေပြီးတော့သူ့ရဲ့ကောင်းချီးမင်္ဂလာနဲ့ပြည့်ဝစေတဲ့ဘုရားသခင်ဖြစ်တယ်အာမင်တမန်တော်အခန်းကြီး1ပိုင်းငယ်8ထဲမှာဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး1ပိုင်းငယ်8ထိုတို့မရှိတော့လဲသင်တို့အပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့ဒီတကူကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒာပြည်ရှမာရိပြည်မြေကြီးစွန်း၌အောင်ငါဤတသက်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဖတ်တော်နှုတ်ကပတ်တော်ဖြင့်ရောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေနောက်ကျမ်းစာတစ်ခုကပါလဲဆိုတော့ယောဟန်ခန်းကြီး16အပိုင်းငယ်9နဲ့10ဖြစ်တယ်ယောဟန်16 9နဲ့10ငါအမှန်ဆိုသည်ကငါသွားလျင်တင်တို့အကျိုးရှိလိမ့်မည်အကြောင်းမူကားငါမသွားလျင်ဥပစ္စေစရာသည်တင်တို့စီတို့မလားငါသွားလျင်ထူသူကိုတင်တို့စီတို့ငါစီလွတ်မည်ဥပစ္စေစရာသည်ရောက်လာလျင်ဒုစရိုက်အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်းအပြစ်စင်ခြင်းကို၎င်းလောကီသားတို့အားထင်ရှားစွာပေါ်ပြမည်ဘုရားရှင်ကနှုတ်ကပတ်တော်ဖြင့်ရောက်တိုင်းကိုစကားပြောပါစေယနေ့ထိုတို့မရှိတော့လဲဆိုတာကထိုတို့မရှိတော့လဲဘာမရှိတာလဲဒီကျမ်းစာရဲ့အဆက်ရှိနေတယ်ထိုတို့ဆိုတဲ့အခါမှာထိုဆိုတဲ့အရာကအချောင်းအရာတစ်ခုရဲ့နောက်မှာလာတတ်တဲ့စကားဆက်တစ်ခုဖြစ်တယ်ထိုတို့မရှိတော့လဲဆိုတဲ့အခါမှာယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတော့ကောင်းကင်ဘုံကိုတက်ကြွဖို့လို့ငါကောင်းကင်ဘုံကိုချီဆောင်ပြီးတော့သူ့ရဲ့အလုပ်ကိစ္စပြီးသွားပြီကဲတင်ချင်းမှုပြီးသွားပြီအဲ့ဒါကြောင့်သူ့ရဲ့ assignment ပေါ့နော်လောကစကားနဲ့ပြောရမှာဆိုရင်ပြီးသွားတဲ့အခါမှာကောင်းကင်ဘုံတက်ဖို့ဖြစ်တဲ့အခါမှာတပည့်တော်ဒီမြောက်များစွာအယောက်900မကလိုက်ပို့ကြတာဖြစ်တယ်တန်လွင်တောင်းမှာအဲ့ဒီမှာလိုက်ပို့နေတဲ့ချိန်မှာယေရှုခရစ်တော်ကောင်းကင်ဘုံမတက်ခင်လေးမှာတပည့်တော်တွေကမေးတယ်ကိုရောအခုတကိုးတော်နဲ့ရှင်ပြန်ထမြောက်ပြီးဟုတ်တယ်ဘယ်တော့အခါမှာကိုရောနိုင်ငံတည်မှာလဲငါတို့ကဒီယောမလက်ကနေဘယ်တော့အခါမှာလွတ်မြောက်မှာလဲဆိုပြီးတော့မေးလာကြတာဖြစ်တယ်အဲ့လိုမေးတဲ့အခါမှာယေရှုခရစ်တင်တို့မေးခွန်းကိုတင်တို့ကိုယ်တိုင်နားမလဲဘူးအဲ့ဒီအချိန်နိုင်ငါပဲအချိန်မှဒီတိုင်းနိုင်ငံကိုတခါတည်းအောင်မြင်ပြီးတော့ငါစိုးစံမယ်ဆိုတဲ့အချိန်ကာလအခုတော့မဟုတ်သေးဘူးတဲ့ဒါပေမဲ့တနေ့တော့ရောက်လာမယ်အဲ့ဒီချိန်ကာလကိုတင်တို့သိခွင့်မရှိဘူးအာမင်ဒါပေမဲ့တခုတော့ရှိတယ်တဲ့ထိုတော့မရှိတော့လေအာမင်ဟာလေလုယာယနေ့ကျွန်တော်များအတွက်ပါလဲထိုတော့မရှိတော့လေယေရှုခရစ်တော်ဘယ်တော့အခါမှာကြွလာမလဲဆိုတာကျွန်တော်သိခွင့်မရှိတော့လေပဲတဲ့
ဘာရှိလဲဆိုတော့ငါဂရိပေးထားတဲ့ခမည်းတော်ဂရိပေးထားတဲ့ဓမ္မဟောင်းကာလမှာဂရိပေးထားတဲ့အရာဖြစ်တဲ့တန်ရှင်သောဝိညာဉ်တော်ရောက်လာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာလက်ခုပ်တီးလက်ကြိုဆိုရအောင်အာမင်အာမင်ဟာလေလုယာဘယ်သူတက်ရောက်လာမလဲဆိုတန်ရှင်သောဝိညာဉ်တော်တက်ရောက်လာမယ်ငါအရင်ဆုံးသွားရမယ်ငါသွားပြီးမှသူ့ကိုစီလို့လို့ရတာဖြစ်တယ်သူရောက်လာတဲ့အခါမှာအခုအချိန်မှာတင်တို့ကိုဘယ်လောက်ပဲပြောတင်တို့နားမလည်နိုင်ဘူးတင်တို့ဟာအကန့်အသတ်နဲ့ရှင်နေကြတယ်ဒါပေမဲ့အဲ့ဒီဥပစ္စေစရာဆိုတဲ့ကျွန်တော်ကိုဖေးမကူညီမဲ့သူဒုက္ခရောက်တဲ့အခါမှာပဲဖြစ်ဖြစ်ဝမ်းသာတဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်တဲ့အခါမှာအောင်မြင်တဲ့အခါမှာကျွန်တော်ကိုကူညီပေးမဲ့သူကိုငါစီလို့ပေးမယ်တင်တို့ကိုကူညီပေးမဲ့သူအဲ့ဒီသူကဘာလဲဆိုဥပစ္စေစရာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီလူရောက်လာရင်အဲ့ဒီဝိညာဉ်တော်ရောက်လာရင်ငါအကြောင်းကိုတဲ့ယေရှုကငါအကြောင်းကိုအများကြီးတင်တို့ကိုဖွင့်ပြမှာဖြစ်တယ်ယခုငါပြတယ်ယေရှုခရစ်တော်ကတတ်တော်တင်ရှားတဲ့ချိန်မှာနမိတ်လက္ခဏာအများကြီးလုပ်တယ်ဒါပေမဲ့မဟုတ်ငါလုံးနဲ့ငါးနှကောင်များတခါတည်းပွားများစီတယ်လူ9000 1000မကစားကြတယ်တည်တဲ့သူရှင်ပြန်ထမြောက်စေတယ်သူတို့ကမြင်တဲ့ဟရာပေါ်မှာပဲအာယုံစိုက်ပြီးတော့ယုံကြည်ခြင်းရှိတယ်မမြင်တော့ဘူးဟဲ့ဆိုမယုံကြည်တော့ဘူးတနေ့သူတို့မထင်မှတ်ပဲနဲ့ယေရှုခရစ်တော်ကမနဲ့အစောကြီးမှာမုံမလင်းခင်မှာရေပေါ်မှာလမ်းလျှောက်ကြည့်တော့ယေရှုဖြစ်မှန်းတောင်သူတို့မရိပ်မိတော့ဘူးဘယ်လိုထင်လဲဖုတ်တစီဖြစ်တယ်တဲ့အဲ့ဒါကြောင့်ယေရှုကငါ3 နှစ် 3 မိုးလောက်တင်တို့နဲ့သူပါရှိတင်တို့နားမလည်နိုင်ဘူးတင်တို့ကိုငါအကြောင်းဖွင့်ပြမဲ့ပုံကိုတယောက်လိုတယ်တဲ့ဟာလေလုယာယနေ့ယေရှုခရစ်တော်ကိုကျွန်တော်သိတဲ့တော့ဘာဖြစ်လို့မသိတာလဲဒီနေ့ကဘာပေါ်မှာရှိတဲ့ယုံကြည်သူတွေဘာဖြစ်လို့ယုံကြည်ခြင်းမှမတွားလာနိုင်တာလဲဘာဖြစ်လို့ယုံကြည်လိုက်တဲ့နေ့ငွေနေ့မှာတခါတည်းယုံကြည်ခြင်းကမိသား100ထိတက်တယ်တနေ့လာနေ့မှာဘာလဲ minus ပြန်ပြတယ်ဟာတနေ့ငွေနေ့ပြန်ရောက်လာစီရသမားတွေဟောတဲ့အခါမှာ100ပြန်တက်လာတယ်ကျွန်တော်မိသားကဒီလိုဖြစ်နေတယ်နော်တက်လိုက်ကြလိုက်ဖြစ်နေတယ်ဘာဖြစ်လို့အဲ့လိုဖြစ်နေတယ်လဲကျွန်တော်တို့မှာဖွင့်ပြတဲ့မဲ့သူကူညီမဲ့သူလိုအပ်နေလို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ယေရှုကကောင်းကောင်းသိတဲ့အခါမှာငါတပည့်တော်တွေတင်တို့တဆုံတစ်ခုလိုနေအဲ့ဒီလိုအပ်တဲ့အရာကဘာလဲတင်ယူချင်းတောင်မဟုတ်တော့ဘူးတင်ယူဆရာတွေအများကြီးတင်ယူပေးမယ်ဒါပေမဲ့ဖော်ပြမဲ့ပုံကိုတယောက်လိုနေတယ်တဲ့ဟာလေလုယာဟာလေလုယာမနဲ့ဆိုလက်ခုပ်တီးလက်ထိုးဘုရားကိုကြိုဆိုရအောင်အာမင်အာမင်အဲ့ဒါကြောင့်ငါတွားလျက်အကျိုးရှိမယ်ဝမ်းမနေကြနဲ့တာ၍ကောင်းလို့ရလာမှာဖြစ်တယ်တဲ့ဟာလေလုယာအဲ့ဒီဝိညာဉ်တော်ရောက်လာမယ်ဆိုရင်သင်တို့ယခုမပြောရတဲ့ကိစ္စတွေပြောရမယ်ဒီနေ့ယေရှုခရစ်တော်နောက်ဆုံးညစာစားပွဲမှာသူကတပည့်တော်တွေအကြောင်းငါတနေ့တော့အခါမှာတနေ့တော့အခါမှာအနံချင်းလူသားကြီးအနံချင်းခံရမယ်နော်ဒုစရိုက်သမားတွေနဲ့ရာဇဝတ်သမားတွေနဲ့အသက်ခံရမယ်အပြစ်ကျူးလွန်ခြင်းမရှိပေမဲ့ခံရမယ်တခုပြီးတခုသူတည်ရမယ်အကြောင်းနော်အသက်ခံရမယ်အကြောင်းသူ့အသက်ကိုစသေးရမယ်အကြောင်းကိုပြောနေတဲ့အခါမှာတပည့်တော်တွေကစိတ်လုံးဝမကောင်းဘူးအဲ့ဒါနဲ့ပီတရုထပြောလာတယ်ကိုတော့မတည်ရဘူးကိုတော့ရှစ်မှာကျွန်တော်အမြဲတမ်းရက်နေတယ်ကိုတော့ဒီတပည့်တော်တွေအားလုံးစိတ်ပြည့်ရင်တောင်ပါတဲ့အာမင် TBC ဝအတင်းတော်တစ်ခုလုံးစိတ်ပြည့်ရင်တောင်မှကျွန်တော်တယောက်တည်းရက်တည်မယ်တဲ့ပြောတာဒီမှာဓာတ်တယ်လည်းရှိတယ်ကိုတော့လုံလောက်သလားတဲ့ယေရှုကရတယ်ပြီးသားဒီဓာတ်နဲ့ငါတို့အလုပ်လုပ်လို့မရဘူးတကယ်လေညနေခင်းမှာဥယျာဉ်မှာဆုတောင်းတဲ့အခါမှာဘာဖြစ်လဲဖမ်းမဲ့သူတွေယူဒရှာကာယုကခေါ်လာပြီးတော့ငါနန်းတော်ပုဂ္ဂိုလ်ဟာယေရှုဖြစ်တယ်ဆိုတာသင်တို့သိထားကြပါဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီထဲမှာလည်းသင်ခန်းစာယူစရာတစ်ခုရှိတယ်ယေရှုခရစ်တော်နဲ့အတူနေတဲ့သူကဘယ်သူနဲ့တူလာလဲဆိုတော့မြန်မာစကားပုံမှာတငါနာနေတငါအာမင်မုတ်ဆိုးနာနေမုတ်ဆိုးတခိုးနာနေဝဲရနာပေါက်တဲ့သူတွေခဏနေရင်ကျွန်တော်လည်းဝဲရနာပေါက်သွားတာပဲမဟုတ်ဘူးလားအဲ့ဒါကြောင့်ဖယားသခင်နဲ့များမိတ်တဟိုင်ဖွဲ့တဲ့သူကဖယားသခင်နဲ့များတူလာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖယားသခင်နဲ့မိတ်တဟများမဖွဲ့တဲ့သူကဟိုတယောက်နဲ့တူတယ်အာမင်အာမင်အဲ့ဒါကြောင့်ယူဒရှာကာယောငါနန်းတော်သူဟာယေရှုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့လိပ်စာမှာကြောက်လို့တော့ကြပီတရုကိုယေရှုထင်မှာကြောက်လို့ယောဟန်ကိုယေရှုထင်မှာကြောက်လို့ငါတေချာလေးနန်းပြမယ်အဲ့ဒီနန်းပြတဲ့သူကိုပဲဖမ်းပါတဲ့ဒီနေ့ဖယားသခင်နဲ့သူသွားလာတဲ့သူဟာတဖြည်းဖြည်းဖယားနဲ့တူလာတာဖြစ်တယ်ဟာလေလုယာယေရှုနဲ့တူလာတယ်ဘယ်ကဏ္ဍမှာတူလာတယ်စိတ်ရှိတဲ့နေရာမှာတူလာတယ်ဟာလေလုယာအာမင်ချစ်တတ်တဲ့နေရာမှာတူလာတယ်အာမင်ဟာလေလုယာပေးကမ်းတဲ့နေရာမှာတူလာတယ်ဟာလေလုယာသူ့တပားကိုချင်းမြောက်ပေးတဲ့နေရာမှာတူလာတယ်အာမင်ဒါကဖယားရဲ့ဖြစ်ခြင်းတွေပဲအာမင်
ဟာလေလုယာအဲ့ဒါနဲ့彼得如果ကိုရောရှစ်မှာရက်မဲလို့ပြောတဲ့သူကအရင်ဦးဆုံးပြေးသွားတယ်ယေရှုဖန်ခံတော့彼得如ကိုယ်တိုင်ပြေးသွားတဲ့အခါမှာကျန်တဲ့လူတွေကဟာငါတို့ဆရာကြီးကိုယ်တိုင်သွားတယ်ဆိုတော့တခါလေးပြေးတယ်အဲ့ဒါမှတဲ့ဂျွန်မတ်ဆိုရင်ဘာဖြစ်လဲသူကညအိဝတ်စုံနဲ့လာတဲ့ခါကျတော့ခြေတီးတော့မပါဘူးလေညအိဝတ်စုံဆိုတာတခါလေးအဲ့ဒီစစ်သားတွေဖမ်းလိုက်တဲ့ခါသူ့အင်ဂျင်မှာဖမ်းတော့ကိုလွတ်ပြေးတဲ့ခါမှာကိုသုံးလုံးအတိနဲ့ပြေးတယ်တဲ့ချမ်းစာထဲမှာရေးထားတယ်နော်ကိုတော့ရှစ်မှာရက်တီမဲ့ဘာမဲ့ညာနဲ့ promise တွေပေးထားပေမဲ့အရေးကြုံလာတဲ့ခါမှာရှိလားတယောက်မှမရှိဘူး彼得တို့ကတော့စိတ်ထဲမှာမကောင်းဘူးဟာကျွန်တော် promise ပေးခဲ့တာကိုတော်ကလည်းကျွန်တော်ကိုပြောခဲ့တယ်彼得တို့တင်တယ်ချက်မတုံခင်မှာငါ့ကို3ချိန်ညင်းမယ်လို့ပြောချက်ချင်းတတိရတဲ့အခါမှာချက်ချင်းပဲပြန်လှည့်ကြည့်လိုက်တယ်သူ့ကိုမလိုက်တော့တဲ့အခါမှာကြည့်တယ်ယေရှုကိုဖမ်းခေါ်သွားကြတယ်ရိုက်ကြတယ်ငါကကိုရရှိမှရက်မယ်လို့ပြောခဲ့တာငါဘာဖြစ်လို့မရက်ခဲ့တာကြောက်ပြီးတော့ယေရှုနောက်မှာတကောက်ကောက်လိုက်လာပြီးတော့ဘယ်လိုလုပ်ကြတယ်လဲကြည့်နေတဲ့အခါမှာအမျိုးသမီးတယောက်ခင်ဗျားပုံစံကနေကလာတော့နဲ့တူတယ်ခင်ဗျားပုံစံခင်ဗျားလေတံခင်ဗျားရဲ့ဝတ်စားပုံခင်ဗျားရဲ့နေထိုင်ပုံကဂါလိလဲလူမျိုးတွေနဲ့တူတယ်ဂါလိလဲလူနေကလာတဲ့တူတယ်ပြောတယ်ယေရှုရဲ့တဖွဲ့ထဲမှာဘူးလားအဲ့လိုမေးတယ်လေငါအဲ့ဒီလူကိုမသိဘူးတဲ့မပြောနဲ့နောက်တစ်ခါရမ်းချမ်းတဲ့ခါမှာမီးလုံနေတဲ့အချိန်မှာကောင်းမလေးတယောက်ကလာပြောခင်ဗျားကဟိုဖွဲ့ထဲမှာတွေ့ဘူးတလို့ပဲအဲ့လိုပြောလာတဲ့ခါမှာ彼得တို့ကပြောတယ်ငါမသိဘူးအဲ့ဒီလူကိုငါနဲ့မဆိုင်ဘူး3ချိန်တိညင်းခဲ့တာဖြစ်တယ်ဒါပေမဲ့ယေရှုကိုယ်တိုင်ကဟိုကောင်းကင်ဘုံတက်ကြွသွားပြီးတဲ့ခါမှာတင်တို့ဘယ်မှမသွားနဲ့အခုသွားလဲပဲတင်တို့ဘာမှမလုပ်နိုင်ဘူးအခုတော့ရှိတယ်အဲ့ဒီဝိညာဉ်တော်ခုနကျွန်တော်ချမ်းစာဖတ်လိုက်တဲ့နော်တမန်တော်တစ်ရှစ်ထဲမှာအဲ့ဒီဝိညာဉ်တော်ရောက်လာတဲ့ခါမှာတင်တို့နံပါတ်1ကဘာရမလဲတကူရမယ်ပြောရအောင်တကူရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီတကူဆိုတာပြစားဖို့လုံးဝမဟုတ်ဘူးအဲ့ဒီဝိညာဉ်တော်နဲ့ပြည်လာတဲ့အခါမှာတကူရမယ်တဲ့အဲ့ဒီတကူနဲ့ငါရဲ့နာမကိုတင်တို့အခုချိန်မှာအဲ့ဒီတကူနဲ့ပြည်မှာပဲတက်တည်ခံရဲမှာဖြစ်တယ်တဲ့ဟာလေလုယာဟာလေလုယာအဲ့ဒါနဲ့အမတန်မှကြောက်တတ်တဲ့彼得ကဘာဖြစ်သွားတာလဲဆိုတော့ဘာဖြစ်လာတယ်လဲပင်တီကုတ်တေပွဲနေရောက်တော့အခါမှာတမန်တော်တို့အခန်းကြီး1ထဲမှာဖတ်တဲ့အခါမှာပင်တီကုတ်တေပွဲနေမရောက်ခင်မှာသူတို့ကတော့အရန်ကြောက်တဲ့အခါမှာယုံကြည်သူတွေညင်းပန်းနေဆက်ချင်းရှိနေတဲ့အခါမှာအထက်ခန်းထဲမှာခန်းချင်းလေးထဲမှာအယောက်120လောက်မတ်တရလက်ထိုင်လို့တောင်တိတ်မရဘူးတဲ့အရန်ချက်တယ်ဒါပေမဲ့အရန်ကြောက်တဲ့အခါမှာနေလို့ရတယ်လူကလေအခု generator တွေပါတယ်လေမီးစက်တွေပါတယ်ကျွန်တော်သူ့ရဲ့ power ကိုတိုင်းတဲ့အခါမှာမြင်းကောင်ကြီးလို့သတ်မှတ်ထားတယ် horse power ပေါ့နော်မြင်းကောင်ကြီးမြင်းတကောင်ရဲ့အားရှိတယ်မြင်းနှစ်ကောင်ရဲ့အားရှိတယ်အဲ့လိုပြောတယ်ဒါပေမဲ့စာရေးဆရာတယောက်ရဲ့စာရေးတာကိုကျွန်တော်ဖတ်မိတဲ့အခါမှာဘာပြောလဲဆိုတော့မြင်းကောင်ကြီးကတဲ့လူရဲ့အင်အားနဲ့ဆိုရင်ဘာမှမဆိုင်ဘူးတဲ့မြင်းကတော့ तू ကတေတိထိပြေးနိုင်တယ်တဲ့အားရှိပါတယ်ဒါပေမဲ့လူကတော့တေတဲ့ထိမပြေးနိုင်ပါဘူးဒါပေမဲ့လူမှာတာ၍အစွမ်းအစရှိတယ်အာမင်အာမင်အာမင်လူကစိုးရင်လာပြီဆိုရင်ဒါမှမဟုတ်ရင်စိုးရင်လာမပြောနဲ့ကြောက်လာပြီဆိုရင်မတတ်နိုင်တဲ့ကိစ္စတွေလည်းတတ်နိုင်လာတယ်နော်ကျွန်တော်မန္တလေးမှာရင်တော့နေတယ်လေကျွန်တော်မန္တလေးကဟိုစီပင်တွေကစောက်ထားတဲ့အိမ်ခန်းလေးတွေရှိတယ်ဈေးရောင်းတဲ့ဟိုစီတို့ဟိုပါလေစားသုံးစီပြီးတဲ့အခါမှာဟိုဆန်တို့ဘာတို့ရောင်းတဲ့သူတွေတန်းစီနေအဲ့ဒီမှာတယောက်ကဓာတ်စီခိုးရောင်းတာမြို့ထဲမှာဓာတ်စီခောက်အောင်ခွင့်မရှိဘူးဒါပေမဲ့ခိုးရောင်းတော့တရက်ဟိုဆိုင်ကယ်ဓာတ်စီလာဖြည့်တဲ့တယောက်ကစိတ်လိုက်တောက်ပြီးတော့လောင်သွားတာဆိုင်ကယ်လောင်သွားတဲ့အခါမှာဟိုအခန်းထဲမှာဖွတ်ထားတဲ့ဓာတ်စီဂါလန်ပုံးနဲ့လောင်သွားတဲ့အခါမှာဘေးရလူတွေကတော့မကယ်နိုင်တော့ဘူးထင်ပြီးတော့အားလုံးထပ်ပြေးကြတယ်လမ်းကလည်းချင်းတယ်ဒီဘက်မှာတော့ကျွန်တော်ခြံဝင်းကြီးကျွန်တော်ရဲ့ဖះเจ้าရှိတယ်ဖះเจ้าမှာကျွန်တော်တယောက်တည်းဖះเจ้าမှာဒီတော့ကကွန်ပျူတာပေါ်ခါစဖြစ်တယ်အဲ့လိုဖြစ်တော့ကွန်ပျူတာအတစ်သူများအတင်းသားတွေကလူထားတာဖြစ်တယ်ကင်တောင်မကင်တော့တခါတည်းဖွင့်လိုက်ပြန်ပိတ်လိုက်အဲ့လိုပဲလှုပ်ထားတာစင်ကာပူကတယောက်ကလီဆာပရင်တာဆိုပြီးလာပို့ပေးလိုက်တယ်အဲ့ဒါလည်းပဲဘယ်လို print ရမှန်းကိုမသိဘူးဒီတိုင်းပဲကြည့်ပြီးတော့ဖွင့်လိုက်ပိတ်လိုက်ပဲလုပ်နေတယ်အဲ့ဒါပဲမှာထားမလဲဆိုတဲ့အခါမှာကျွန်တော် TV အရင်တုန်းကထားတတ်တဲ့ box ထဲမှာထားလိုက်တယ်အဲ့မှာထားတော့မီးလောင်သွားတဲ့အခါမှာဟိုးကမီးစတွေလွင့်နေတာလေထဲမှာသူကမန္တလေးမှာမီးလောင်ဂငယ်ဆိုတာအရန်
ဗာလေနာမည်ကြီးဂငယ်မီလောင်ဆိုတာရှိတယ်ဒီကနေတခါတခုခုပောက်ကွဲတော့ပြန်တန်းပြီးတော့ဟိုအဝေးကြီးမှာတွားကြရင်အဲ့ဒီမှာမီးထပ်လောင်တာအဲ့ဒါကိုဂငယ်လို့ခေါ်တာဂငယ်မီလောင်ဆိုတာနော်အရန်ကြောက်စရာကောင်းတာဟာမီးတွေကျွန်တော်တို့ဖះเจ้าဘက်မှာရောက်နေတာကျွန်တော်လည်းအရန်စိုးရင်ပြီးတော့ကျွန်တော်အတင်းတော်လူကြီးတမတော်တဲ့တက်ရင်မှုတရားကိုခေါ်လိုက်တယ်ခေါ်လိုက်တဲ့ခါမှာသူလည်းပဲတခါတည်းတားရောက်30လောက်သူကအကူညီတောင်းပြီးကျွန်တော်ဖုန်းဆက်တော့ကျွန်တော်ဖုန်းမကန်ရတော့ဘူးဘာဖြစ်လို့အကုန်လောင်ကုန်မှာဆိုတဲ့ခါမှာကျွန်တော်အရင်တုန်းကဆက်တီခုံတောင်မှမမနိုင်တဲ့သူကအခုကွန်ပျူတာရောမာဒါဘောရောကွန်ပျူတာအရင်တုန်းကအရှည်ကြီးတွေလေအခုကပလေးတွေမဟုတ်ဘူးအဲ့လိုအကုန်လုံးတင်ထားတဲ့ printer တင်ထားတဲ့ဟာတယောက်တည်းမလိုက်တာတခါတည်းမပြီးတော့ဟိုးအိမ်ပြင်ဟိုးမအဝေးကြီးနေရာမှာတွားထားတန်ဖိုးရှိတယ်လို့ထင်တဲ့ဟာတခုပြီးတခုမသွားတယ်အဲ့တော့ဟိုကဖုန်းဆက်တယ်ကျွန်တော်ဖုန်းတောင်မကြားနိုင်တော့ဘူးကျိုးဖုန်းပဲရှိတယ်ဒီခက်တုန်းက hand phone ဆိုတာမရှိဘူးမမြင်ရသေးဘူးတချို့ကတော့ကင်တာပေါ့နော်hand phone တော့အကြီးကြီးတွေပဲတခါတည်းနော်အကြီးကြီးတွေနော်အခုကလူကပြားတွေမဟုတ်ဘူးအလုံးကြီးတွေနော်အဲ့ဒါနဲ့တော့ပေါက်ထုတ်လိုက်ရင်လဲတည်နိုင်တယ်နော်အဲ့ဒီအကြီးကြီးတွေဖြစ်တယ်အဲ့တော့ကျွန်တော်မားတယ်တခုပြီးတခုမားတယ်အဲ့ဒါနဲ့ပြီးတဲ့ခါမှာဖုန်းသွားကင်လိုက်တော့သူတို့ကလာရအောင်မလားဆိုတော့မီးတက်တယ်အများကြီးလာတဲ့ခါမှာမီးငိမ့်သွားတယ်အဲ့ဒါနဲ့မီးငိမ့်သွားတော့သူတို့လည်းထပ်မခေါ်တော့ရတယ်မလာတော့နဲ့ကျွန်တော်ပဲလုပ်လိုက်မယ်ဆိုတော့အဲ့ဒီပစ္စည်းတွေကျွန်တော်တော့မှကြည့်တော့တလက်မတောင်မရွှေ့ဘူးအဲ့ဒါကိုကျွန်တော်ပြန်သဘောပေါက်တယ် horse power တဲ့ကျွန်တော်ရဲ့ power ပိုပြင်းနေပါလားအာမင်အဲ့ဒါကြောင့်လူတွေကလေကြောက်ပြီးဆိုရင်ကျွန်တော်တခုကိုကြောက်သွားရင်လေဒီခုံနှစ်ခုံသုံးခုံလောက်ကတော့ easy ပဲကြော်သွားနိုင်တယ်နော်ကျွန်တော်ထင်တယ်ဆ iam မန်ကိုယ်တိုင်တခါလေးပြေးပါတော့ငါခုံလောက်ကြော်နိုင်မယ်ထင်တယ်နော်တိတ်မကြောက်လို့သူလမ်းမလျှောက်တာနော်အဲ့ဒါကြောင့်လူတွေရဲ့အထဲမှာလေကျွန်တော်နားမလဲတော့အစွမ်းအစဘုရားသခင်ထည့်ပေးထားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်လူတွေတော်များများအဲ့ဒီအစွမ်းအစတွေမသုံးကြဘူးတဲ့ဘာဖြစ်လို့လဲမသိလို့ဖြစ်တယ်အဲ့ဒါကြောင့်ပညာရှင်တယောက်က horse power ဆိုတာဘာမှမဟုတ်ဘူးတဲ့လူရဲ့ power နဲ့နိုင်မယ်ဆိုဘာမှနိုင်စားလို့တောင်းမရဘူးလူဟာတဲ့အကန့်အသတ်တော့မရှိတော့အောင်နော်ကဘာပေါ်မှာလှုပ်ရှားနိုင်အောင်ဘုရားသခင်က create လုပ်ထားပေးထားတာဖြစ်တယ်အာမင်သူနဲ့သူအောင် creative ဆိုတဲ့ idea တွေအများကြီးဒီထဲမှာထည့်ထားပေးတာဖြစ်တယ်အာမင်ကျွန်တော်တို့ကတိတ်မသုံးဘူးကစီနေလို့နော်အဲ့ဒါကြောင့်တပည့်တော်တွေလည်းအရန်ကြောက်တယ်ဆိုရင်လေချင်းလေးထဲမှာလည်းတခါတည်းဖုတ်ဆိုရင်ဝင်လို့ရတယ်အမြင့်ချင်းလည်းတခါတည်းခုန်လို့ရတယ်ကျွန်တော်တရက်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ဘုရားကျောင်းကတခုလုံးဝင်းတခုလုံးမှာရှိတဲ့ကျွန်တော်လာအိတ်ကြတဲ့သူတွေအိမ်မရှိတဲ့သူလာအိတ်တဲ့သူအယောက်30လောက်ရှိတယ်ကဲဒီညတော့ကျွန်တော်တို့လက်ဖိတ်သွားတောက်ကြရအောင်ဆိုညလုံးပေါက်လက်ဖိတ်ဆိုင်ရှိတယ်အဲ့ဒါမှာသွားတောက်ကြတယ်ကျွန်တော်အဲ့ဒီချိန်ထဲမှာဟောသမားတယောက်ကျွန်တော်ခြံဝင်းထဲရောက်လာပြီးတော့သူကနိုင်ဖို့အကုန်လုံးခိုးဖို့လုပ်လာချင်းမကျွန်တော်ပြန်ရောက်လာလက်ဖိတ်တောက်ပြီးတော့ပြန်ရောက်လာတော့ तू ကဘယ်သွားရမှန်းမသိတဲ့ခါမှာအိမ်အောက်မှာအိမ်ကဟိုဟာ3ပေလောက်ပဲမြင့်တယ်ဆိုအောက်ထဲမှာတခါတည်းတန်းဝင်လိုက်တော့အဲ့ဒီမှာတချို့ကချမ်းပြင်အောက်ကကြီးလိုက်တော့ဟိုမှာလူ6ယောက်ရှိတယ်တဲ့ဘယ်သူကအဲ့ဒီထဲမှာသွားဝင်มาလဲမဟုတ်ဘူးလူပြောတဲ့အခါမှာဟိုလူကလှုပ်ရှားသွားတော့ဟာဟုတ်သားပဲဆိုထွက်လာခဲ့ခင်ဗျားထွက်မလာငါတို့ဝင်ရမလားဆိုပြီးတော့ကြောက်တယ်လေဒါပေမဲ့ခင်ဗျားထွက်မလာငါတို့ဝင်လာမယ်ဆိုပြီးတော့ပြောတဲ့အခါမှာ तू အချင်း6တော့ကြောက်ပြီးတော့ဝင်လာတာကြောက်တော့ထွက်လာတော့ကျွန်တော်ဂဲနဲ့ထုထွက်ပြေးသွားတယ်ကျွန်တော်တို့ကခြံဝင်းကဟိုနှစ်တစ်ဆိုတဲ့တစ်သားတွေနဲ့ရိုက်ထားတာအဲ့ဒါကဟိုက9ပေကျော်6ပေလောက်ရှိတယ်ဒါမှမဟုတ် तू က4သမားပဲအားမရှိဘူး number 4 2မှာပဲ तू ကထနိုင်တဲ့ तू ဖြစ်တယ်အဲ့ဒါကြောင့်ခိုးဖို့လုပ်ငါလားအဲ့ဒါကျွန်တော်ခဲနဲ့ထုတဲ့အခါမှာဟို तू ကတော့မထိဘူး तू ဘေးနားလေးမှာရောက်တော့ तू ကရမ်းကြောက်လွန်းတော့တခါတည်းအဲ့ဒီနှစ်တစ်နဲ့ရိုက်ထားတဲ့ခြံတကားကိုကြော်သွားတာကျွန်တော်ချမ်းမတောင်းဝင်ရှိတဲ့သူကလုံးဝမချုံနိုင်ဘူးဟာတော့ဆိုပြီးလိုက်ရှာနေကြတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါမှကြည့်တယ်လူတွေကတခုခုစိုးရိမ်ပြီဆိုရင်အရန်ထုတ်ကြတာပဲလူမှာအမတန်မှလုံနိုင်တဲ့ potential နော်စွမ်းဆောင်နိုင်တဲ့အရေးချင်းအများကြီးဘုရားသခင်ထည့်ပေးတာပဲဆိုတာကိုကျွန်တော်မြင်တွေ့လိုက်ရတာဖြစ်တယ်ဒါကြောင့်နေရာချင်းလေးပဲဖြစ်ကြောက်သွားပြီဆိုရင်ဆန့်တယ်တိတ်မကြောက်ဘူးဆိုရင်မဆန့်နိုင်ဘူးဖြစ်တယ်အဲ့ဒါကြောင့်လူမှာစွမ်းဆောင်နိုင်တော့အရေးချင်းအများကြီးရှိဒါမှဒီတမန်တော်ဝတ္ထုထဲမှာတွေ့ရတာကတပည့်တော်တွေအရန်ကြောက်တဲ့ခါမှာလူ120လုံးဝအစင်မပြေနိုင်တဲ့အခုထိလူတွေကပြောကြတယ်အဲ့ဒါတော့အစင်မပြေဘူးရုပ်တိမရှိဘူးလို့ပြောကြတယ်ဒါပေမဲ့ကျမ်းစာက120လို့ပြောတဲ့ခါမှာ120ပဲယုံရမှာဖြစ်တယ်အာမင်ကျမ်းစာကအဲ့လိုတောင်မဟုတ်ဘူး1000လောက်ဆန့်တယ်လို့ပြောရင်လည်းကျွန်တော်ယုံရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကျမ်းစာဖြစ်တယ်အာမင်120အရန်ကြက်နဲ့ရှင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့
လူတွေကသူတို့ကိုရိုက်မှာဆုံးမမှာကိုအရန်ကြောက်တဲ့အခါမှာစောင့်နေကြတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုဝိညာဉ်တော်မရှိသေးဘူးအဲ့ဒါနဲ့ဖယားသခင်ဂတိတော်ဖြစ်တဲ့ပင်တိကုတ်တင်နေ့မှာတန်ရှင်တော်ဝိညာဉ်တော်တကယ်ပဲတွန်းလောင်းလာတဲ့အခါမှာတဲ့အဲ့ဒီနေ့ကပင်တိကုတ်တင်ဂျူးတွေကကမ္ဘာနိုင်ငံတည်တည်မှာရှိတဲ့ဂျူးလူမျိုးတွေကသူတို့ယေရုရှလင်မှာလာစုနေတဲ့ချိန်ဖြစ်တယ်ဝိညာဉ်တော်ဆင်းကြွလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့မီးလို့မီးရှာဆိုတဲ့အခါမှာမီးလောင်တဲ့အခါမှာဒီလိုဖြစ်တာလေအဲ့လိုဖြစ်ပြီးတော့သူတို့အားလုံးအပေါ်မှာတဲ့အဲ့ဒီ120အားလုံးအပေါ်မှာလွှမ်းမိုးလာပြီးတော့အဲ့ဒါမှအခြားသောဘာသာစကားတချို့သောကျမ်းစာတွေမှာအမျိုးမျိုးသောဘာသာစကားအတူတူဖြစ်တယ်အနွန်တန်းဖြစ်တယ်အဲ့လိုပြောလာကြတယ်ပြောလာတဲ့အခါမှာလူတိုင်းကအော်ကြတယ်ဟာဘယ်လိုဖြစ်မလဲဆိုပြီးတော့လာနားထောင်တဲ့အခါမနဲ့အစောကြီးလည်းဖြစ်တော့ဟာဒီလူတွေစပြစ်ဝိုင်တောက်ပြီးတော့မူးနေကြတာဖြစ်မယ်ဆိုပြီးတော့ထင်ကြတယ်အဲ့ဒီချိန်မှာပေတရုထတာတဲ့ခုနကကောင်မလေးတယောက်ကသင်ဟာအဲ့ဒီလူနဲ့တစ်ဖွဲ့တည်းမဟုတ်ဘူးလားအဲ့ဒီလူရဲ့နောက်လိုက်မဟုတ်လားမဟုတ်ရဘူးလုံးဝမပြောနဲ့အဲ့ဒီလူနာမည်မပြောနဲ့လို့ပြောတဲ့သူကဝိညာဉ်တော်တက်ရောက်လာတဲ့အခါမှာဘာဖြစ်လဲထလာပြီးတော့ညီကူမောင်နှမတို့သင်တို့ကွပ်မျက်လိုက်တော့ယေရှုဟာဖခင်ရဲ့သားတော်ဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်ချီးမွမ်းရအောင်အာမင်အဲ့ဒီသင်တို့ရဲ့ဆက်ကွပ်မျက်လိုက်တဲ့သူဟာနာဇရက်မြို့သားယေရှုဟာမေရှေယဖြစ်တယ်အာမင်ဖခင်ရဲ့သားတော်ဖြစ်တယ်ကယ်တင်ဖို့အလို့ငါနှုတ်ကပတ်တော်ရှိတယ်ကြွလာတဲ့သူဖြစ်တယ်အဲ့ဒါကြောင့်သင်တို့နောင်တရပြီးတော့သူ့ရဲ့နာမ၌နှစ်ချင်းခံပါတယ်ဟာလေလုယာအဲ့လိုပြောတဲ့အခါတရက်ထဲမှာပဲဝိညာဉ်တော်ဆင်းသက်လိုက်တော့တရက်ထဲမှာလူ3000ပြောင်းလဲသွားတာပါဖြစ်တယ်ဟာလေလုယာလက်ကုပ်တီးဘုရားကိုချီးမွမ်းမယ်အာမင်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာကြောက်စိတ်တွေဖယ်သွားတာဖြစ်တယ်ဘယ်ရောက်သွားမှမသိဘူးအဲ့ဒါနဲ့နေ့ရက်စင်တာအဲ့ဒီတပည့်တော်တွေအားလုံးကသူတို့ရှိတဲ့နေရာတည်တည်မှာအာရပါရယေရှုအကြောင်းဟောတယ်ယေရှုဟာမေရှေယဖြစ်တယ်ဘာဖြစ်လို့လဲဂျူးလူမျိုးတွေမယုံဘူးအဲ့ဒါနဲ့ယောဟန်တို့ဘာလို့ဆိုရင်သူတို့အဖမ်းခံတဲ့အခါမှာတခါတည်းဆင်ဟန်ဒရီမှာဆုံးမကြတယ်တခါတည်းတရားစီရင်ကြတယ်အဲ့လိုစီရင်တဲ့အခါမှာနောက်အဲ့ဒီယေရှုအကြောင်းကိုမပြောတော့နဲ့မပြောဆိုမရိုက်တော့ဘူးအဲ့လိုပြောတဲ့အခါမှာမဟုတ်ဘူးကောင်းကင်ဘုံကခိုင်းတယ်ဆိုရင်လူစကားထဲတော့ကျွန်တော်နားထောင်ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအရင်တော့ကဖမ်းမဲ့သူတွေ့တာနဲ့ကိုရှောင်တဲ့သူတွေကဝိညာဉ်တော်ပြည့်လာတဲ့အခါမှာငါတို့မပြောလို့မရဘူးတဲ့ဟာလေလုယာဟာလေလုယာဟာလေလုယာဒီနေ့ကျွန်တော်ဘာဖြစ်လို့မပြောနိုင်သေးတာလဲဆိုတော့တခုခုလိုနေလို့ပေါ့အာမင်ပြောပါဦးကိုဘေးနာတခုခုလိုနေလို့အာမင်ယုံကြည်သူတွေကုန်ခဲ့တဲ့ကျွန်တော်ကုန်ခဲ့တဲ့နေ့ဖြစ်မှာပေါ့လာတော့ကကျွန်တော်ပြောပါတယ်ယုံကြည်သူတွေဟာအသင်းတော်ထဲမှာပဲပျော်ဖို့ဘုရားအလိုမရှိဘူးအာမင်တချို့ကကျွန်တော်တို့စာဆောင်တွေထုတ်တယ်ခွေတွေထုတ်တယ်အသင်းတော်တွင်ကန်တက်လို့ပြောကြတာလေအဲ့ဒါခဏမြင်ရတော့အားလုံးကကန်တက်ဖြစ်ကုန်တာအသင်းတော်ထဲမှာပဲကန်တက်ချီးမွမ်းခြင်းကိုယ်ွယ်ခြင်းနဲ့ဘုရားကျောင်းမှာပဲချီးမွမ်းကိုယ်ွယ်ကျန်တဲ့နေရာရောက်ရင်မသိတော့ဘူးအသင်းတော်တွင်ကန်တက်ဖြစ်ကုန်တာနော်မကန်တက်ပါနဲ့အာမင်ဟာလေလုယာမကန်တက်ပါနဲ့အာမင်ဘုရားကျောင်းထဲမှာပဲဧဝံဂေလိဝင်ငါတယ်ကျန်တဲ့နေရာမှာမဝင်ငါတော့ဘူးဒီခက်မှာကျန်တဲ့နေရာမှာဝင်ငါဖို့ဘုရားလိုရှိတာဖြစ်တယ်ဟာလေလုယာအမှုတော်ဆောင်ဖြစ်စေရမလို့ဘူးယုံကြည်သူဖြစ်တာနဲ့ကျွန်တော်တို့ assignment ကပါလဲဧဝံဂေလိဝင်ငါဖို့အ ਨੇ ဆုံးတော့ကျွန်တော်ဟာခရိယန်ဖြစ်တယ်ယေရှုကိုယုံကြည်ကိုးကွယ်တော်သူဖြစ်တယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတော်သူဖြစ်တယ်လို့ခံယူဖို့ဝင်ငါဖို့ဖြစ်တယ်လက်ခုပ်တီးလက်ချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်ထို့တော့မရှိတော့လေသင်တို့သိခွင့်မရှိတော့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာသင်တို့ဒီတကူနံပါတ်1တကူရမှာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီဝိညာဉ်တော်တက်ရောက်တဲ့အခါမှာတကူရဒီချမ်းစာမှာတော့ဘာပြောလဲဆိုတော့အာဒတန်အနွန်တန်ပြောတယ်တချို့ကတော့ဒီမှာပြောကြတယ်အဲ့ဒီမှာဂါလိလဲကလူတွေကဘယ်စကားမှမသိဘူးသူ့မှာယောမကနေလာတဲ့သူယောမလို့ကြားတယ်ရန်ကုန်ကနေလာတဲ့သူကဣသရေလနိုင်ငံဖြစ်ပဲသူတို့ဗမာလို့ကြားတယ်နော်ဟိုတခြားနိုင်ငံတရုတ်နိုင်ငံလာတဲ့တရုတ်လူကြားတာအော်ဟာငါတို့ဘာသာတီးတီးငါတို့ဒေတာဘာသာတီးတီးနဲ့တို့ပြောနေပါလားဒီလူကလည်းဘယ်နိုင်ငံမှရောက်ဘူးတာမဟုတ်ဘူးဘယ်လိုဖြစ်တာလဲအော်ကြတယ်အဲ့ဒါကြောင့်တချို့တော့သူရဲ့ဒီအခြားသောဘာသာစကားဘယ်လိုပြောကြလဲဆိုအခြားသောဘာသာစကားကသူများရဲ့စကားဖြစ်တယ်အဲ့လိုမဟုတ်ရဘူးတန်ရှင်တော်ဝိညာဉ်တော်ကလိုအပ်ရင်အဲ့ဒီဘာသာစကားနဲ့ကြားသောအခွင့်ကိုပေးတာဖြစ်တယ်ဟာလေလုယာမလိုအပ်ဘူးဆိုရင်လည်းကြားခွင့်မရှိဘူးအခြားသောဘာသာစကားဆိုတာဘာလဲဖခင်သခင်နဲ့စကားပြောခြင်းဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါကြောင့်အဲ့ဒီနေ့မှာဘာရလဲဆိုအခြားသောဘာသာစကားအမျိုးမျိုးသောဘာသာစကားသူတို့နှုတ်ထဲကနေကျင့်ထားတာမဟုတ်ဘူးအလိုအလျောက်စီးဆင်းလာတာဖြစ်တယ်ကျွန်တော်ဆိုရင်အခြားသောဘာသာစကားမယုံကြည်တဲ့ background ကနေလာတာဖြစ်တယ်ကျွန်တော် background ကိုပြောတာနော်အသင်းတော်မဟုတ်ဘူးကျွန်တော် background
မယုံကြည်ဘူးကဲ့ရဲ့ပြီးတော့ပြောတဲ့သူတယောက်ဖြစ်တယ်နမိတ်လက္ခဏာလဲကျမ်းစာထဲမှာရှိတာတော့သိတယ်လက်တွေ့မှာမရှိမှန်းကျွန်တော်သိတယ်အသင်းတော်ထဲမှာလည်းမမြင်ရတော့မယုံဘူးပေါ့ကျွန်တော်လုံးဝမယုံဘူးကျွန်တော်ကိုယ်တိုင်ဖျားပါတယ်မယုံဘူးဟိုး worship အခုခုနဟိုဆရာတို့ဥဆောင်ပြီးတော့ချီးမွမ်းခြင်းကိုယ်ွယ်ခြင်းလုပ်တဲ့အခါမှာတချို့တော်သူတွေက prophet ပြုတာလေဒီထဲမှာဒူးနာတဲ့သူတယောက်ရှိတယ်လို့ပြောတဲ့အခါမှာကျွန်တော်လူဒီလောက်များတာတယောက်တော့လာပါဘောခေါင်းကိုက်တဲ့သူရှိမှာဘောအဖွားကြီးများကြီးရှိတယ်လေခေါင်းကိုက်မှာဘောဟာဒူးနာတဲ့သူဟာကြောကိုက်တဲ့သူဟာတချီတဲ့သူအများကြီးပဲနာကြမှာဘောတချီတဲ့သူကနာတတ်တယ်လေကျွန်တော်အဲ့လိုခံယူထားတာအဲ့ဒါကြောင့်ပြောက်ခြင်းတဲ့သူလာခဲ့ပါလို့ပြောတဲ့အခါမှာကျွန်တော်လုံးဝမယုံနိုင်ဘူးကျွန်တော်အဲ့ဒီ background ကနေတော်ခက်ပါတယ်ကျွန်တော်ယုံကြည်ဖို့ကျွန်တော်ဒီလိုအခြေအနေရောက်ဖို့ဆိုတာကဖခင်သခင်ကမနှဲဘူးတွန်းထားလို့ဖြစ်တယ်အာမင်ပုံစံမျိုးမျိုးနဲ့တွန်းထားလို့ဒီရောက်လာတာနေဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်လူများရှိခဲ့ရင်ဒီနေ့ရိုးရိုးလေးပဲလက်ခံလိုက်ပါဒါဆိုရင်ပို့လွယ်တယ်အာမင်ကျွန်တော်အဖို့ခအများကြီးပေးရပါတယ်နမိတ်လက္ခဏာယုံဖို့ကျွန်တော်ကိုယ်တိုင်ဖျားဖို့လိုတယ်ဘာဖြစ်လို့လဲဖခင်သခင်ကတင်ကိုယ်တိုင်ဖျားမှနားလည်မယ်ထင်တယ်ဆိုပြီးတော့3လလောက်အေးစေးနားခဲ့ရပါတယ်နော်စီထိုးတယ်စီထိုးထားတဲ့နေရာတွေကရောင်သွားတယ်အရင်တော့ကစီခဏခဏထိုးလေတစ်ခါဖြားရင်တစ်ခါထိုးဆိုတော့ရောင်ကိုင်းနေပြီးတော့လမ်းလျှောက်လို့မရဘူးလမ်းလျှောက်နည်းလဲတင်ခဲ့ရပါတယ်ဟိုးမွေးကင်းစားတော့ကတစ်ခါတင်တယ်အသက်19နှစ်မှာတစ်ခါပြန်တင်ပါတယ်နော်အဲ့ဒါကြောင့်လမ်းလျှောက်တယ်ထိုင်တယ်ဆိုတာလဲကျွန်တော်တို့ပြန်တင်ရဒီလိုထိုင်ခုံပေါ်မှာထိုင်လို့ရတယ်ကျမ်းပြင်ပေါ်မှာဖြားပေါ်မှာထိုင်လို့မရဘူးထိုင်ရင်တစ်ခါတည်းထောက်တဲ့အခါမှာလက်နှစ်ဖက်နဲ့ဒီလိုထောက်ရတယ်ထိုင်တာလည်းပဲကျွန်တော်ပြန်တင်ရတာပါဖြစ်တယ်အကြကြီးထိုင်ချီကျင်တယ်သူများတစ်ခါကျင်ရပြီကျွန်တော်ကတော့10မိနစ်တစ်ခါလောက်ချီကျင်တာနော်အဲ့ဒါကြောင့်ကျမ်းပြင်ပေါ်မှာထိုင်တဲ့ကိစ္စကကျွန်တော်အတွက်အာယုံမလာဘူးဆူတောင်းရင်လည်းပဲတစ်ခါတည်းအဲ့လိုထိုင်ရင်လေသူများဘယ်လောက်ပဲဆူတောင်းကျွန်တော်အာယုံကတော့ချီကျင်လိုက်တာဆိုတဲ့အာယုံပဲရှိနေတာအဲ့ဒါကြောင့်ကျွန်တော်ဆူတောင်းတော့မယ်ဆိုတေချာလေးထိုင်ထားတာဖြစ်တယ်ဒါဆိုရင်ချီမကျင်တော့ဘူးကျွန်တော်ဘာဖြစ်လို့လဲဆိုတော့အရင်ကနမိတ်လက္ခဏာလုံးဝမယုံဘူးချီးမွမ်းခြင်းကိုကိုယ်ချင်းကျွန်တော်တို့အရန်ရှိတယ်မိနစ်30ဆိုတော့ကျွန်တော်တို့အရန်ရှိတယ်ကျွန်တော်လူချင်တာတချင်း3ပုတ်လောက် chorus မပါဘူးဆိုလိုက်မယ်ပြီးပြီအဲ့ဒါတောင်မှဝတ်ပြုတာအစကနေအဆုံးထိ3ပုတ်ကျွန်တော်လူချင်တာဖြစ်တယ်နော် worship မဟုတ်ဘူးကျွန်တော်လူကြီးပြင်းလာခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမနေ့4 နာရီလောက်ထဆူတောင်းတဲ့အတင်းတော်မှာရောက်လာတဲ့အခါမှာကျွန်တော်အတွက်ဟိုအချင်းကြတယ်လို့ပဲထောင်ကြတယ်လို့ပဲဖြစ်သွားတာအမနဲ့4 နာရီထဆူတောင်းတာဟာဘာတွေဆူတောင်းနေကြလဲမသိဘူးကျန်းစာလာနဲ့ဖတ်တော့လေဘာမှအနှစ်သာရမရှိဘူးအဲ့လိုဖြစ်နေတယ်တကယ်ချင်းတို့ဆူတောင်းကြတယ်သူတို့ကတော့အခြားသောဘာသာစကားဆူတောင်းလိုက်တီးတဲ့ဘာသာစကားနဲ့ဆူတောင်းလိုက်ဟိုကဆူတောင်းဒီကဆူတောင်းသူတို့တောင်းစရာတွေရမ်းတီးကျွန်တော်4 နာရီထဆူတောင်းတဲ့9 မိနစ်နဲ့ကိုကဘာလုံးကိုပတ်နေပြီပြီးသွားတာဘယ်လိုတောင်းရမှန်းလည်းမသိဘူးအဲ့လိုဖြစ်ခဲ့တယ်တရက် worship လုပ်နေတဲ့အချိန်မှာကျွန်တော်မလည်းပြောဖို့ပါတယ်ကျွန်တော်အိမ်ငိုက်သွားတယ်ဖြစ်ကျွန်တော်ဘာမှမခင်ထားလို့တမန်တလင်းမဲ့ဆိုတော့အိမ်ငိုက်နေတဲ့ခါမှာတခါတည်းအိမ်ငိုက်ပြီးတော့လဲသွားတာမတရက်နေရင်တန်းလန်းနဲ့လဲသွားတဲ့ခါကျေးဇူးတော်ပဲအဲ့ဒီနဲ့ဒူးနဲ့ထောက်မိတာတောင်းဆိုတော့တခါတည်းချယ်ရီလာတွေအကုန်လုံးမြင်တာအဲ့ဒါနဲ့သူများအိမ်ငိုက်ပြီးတော့လဲတယ်ဆိုတာပြောတာကိုမဖြစ်စေချင်တဲ့ခါမှာကျွန်တော်ဘာလုပ်လဲတရုပ်ဆောင်လိုက်တယ်တခါတည်းလက်မြောက်လိုက်တယ်ဆူတောင်းတယ်တခါတည်းဆူတောင်းဟန်ဆောင်လိုက်တယ်အဲ့လိုလုပ်တဲ့ခါတကယ်ချင်းကကျွန်တော်အကြောင်းသိတယ်လေအဲ့ဒီတကယ်ချင်းလုံးဝအခုလည်းသိပါတယ်ကျွန်တော်လိန်ပြောတာမဟုတ်လုံးဝဖြစ်ပြတ်တယ်ဒီလူကတော့လုံးဝပြောင်းလဲသွားပြီလို့တို့မြင်ထားတာကျွန်တော်ပြောင်းလဲတာမဟုတ်အိမ်ငိုက်တာချော်လဲရောထိုင်ဆိုတဲ့လို့ပေါ့တခါတည်းလက်မြောက်ပြီးတော့နေတာဘေးနားလေးကြည့်ပြီးတော့ကျွန်တော်ဘယ်သူမှမကြည့်တော့ဘူးဆိုတဲ့ခါအตาလေးပြန်မတက်ရတယ်လုံးဝလန်းလန်းဆန်းဆန်းပဲအဲ့ဒီနေတော့အဲ့ဒါနဲ့ဘာဖြစ်လို့ကျွန်တော်ဒီမှာရောက်ရတာလဲဘာကြောင့်ကျွန်တော်ဒီနေရာမှာနေရကျွန်တော်နဲ့မအဆက်တဲ့နေရာမှာဘာဖြစ်လို့ဖခင်ကပုတ်ပေးတာလဲဖခင်တောင်မထင်ပါဘူးမိဘတွေကိုကျွန်တော်ဆွတ်ဆွဲပါတယ်ကျေးဇူးတော်ပဲကျွန်တော်ဖျားသွားတယ်3 လလောက်ကျွန်တော် home cell သွားတယ် home cell သွားတဲ့နေရာမှာဟိုအဖျားတိုင်းတဲ့သာမိုမီတာခေါ်လာအဲ့ဒါလေးကိုကင်ထားတာတိုင်းလိုက်ရင်104အဲ့ဒါကိုစောင့်ထားလိုက်တယ်နော်တိုင်းလိုက်ရင်104ကျွန်တော်ဘေးနားမှာဘယ်သူမှမထိုင်ရဲဘူးဘာဖြစ်လို့လဲအဖျားတက်နေတာကိုကူးမှကြောက်လို့ပိန်လဲတဖြည်းဖြည်းပိန်တယ်အဲ့ဒီခောက်ဆွဲထုတ်တွေပေါ်ခါစားဖြစ်တယ်ဆွဲထုတ်တွေပဲစားရတယ်စားလိုက်ရင်ပြန်အန်တယ်အဲ့ဒါနဲ့ကျွန်တော်ဘာမှစားလို့မရဘူးအချင်းအရန်စားတောက်ချင်းတယ်စားချင်းတယ်ချင်းစော်ခါးတီးစားလိုက်တယ်တံပီယာကြီးဘာမှမရောထားတဲ့ဟာတစ်ခါတည်းတောက်လိုက်ပြန်အန်တယ်အန်ရင်ခါတယ်အဲ့လိုဖြစ်တယ်နောက်ဆုံးတော့တေးမယ်လို့လူတွေကထင်ကြတာဖြစ်တယ်အဲ့ဒီချိန်မှာကျွန်တော်ဘုရားသခင်ဘာဖြစ်လို့ကျွန်တော်ဒီလိုဖြစ်ရ
ကျွန်တော်မတည်ချင်ဘူးကျွန်တော်ဆုတောင်းတယ်ကျွန်တော်ကိုမဆပါကျွန်တော်ကိုတူထိပါကိုတော်ကကျမ်းမာခြင်းရှင်ဖြစ်တယ်ဆိုတာပြောဆရာတွေလည်းပြောပါတယ်ခင်ဗျားမတည်ရဘူးအမှုတော်ဆောင်ဖို့ဘုရားသခင်ကတင့်ကိုခေါ်တယ်ကျွန်တော်တို့အဲ့ဒီဟာလည်းမကြားပါဘူးဒါပေမဲ့ဘုရားသခင်ကခြေစွတော်ကြောင့်ကျွန်တော်ကိုစီးထိုးလို့မဟုတ်ဘူးစီးထိုးလို့ကျမ်းမာပဲဆိုရင်ကျွန်တော်စီးထိုးတဲ့ဒဏ်ရာကကျွန်တော်နောက်ထပ်9လလောက်ခံရသေးတာဖြစ်တယ်နော်အဲ့ဒါနဲ့ကျွန်တော်ကျမ်းမာသွားတယ်အမှုတော်အတွက်ကျွန်တော်စကတ်တယ်ကိုတော်ခြေစွတယ်အဲ့ဒါတောင်မှချစ်ချင်းမယုံချင်သေးဘူးဒီထဲမှာအနာကြီးတစ်ခုပေါက်လာပြီးတော့အကြောထိသွားတယ်ချမ်းဒီလို air con ထဲမှာဆိုရင်ချစ်ချင်းနာတယ်အဲ့ဒါမိုးကုတ်ရောက်တဲ့အခါမှာအဲ့ဒီမှာတရားဟောတဲ့ဆရာကဒီထဲမှာအကြောကိုက်တော်ကိုက်တဲ့ဘယ်ဘက်မှာဒီအောက်ဘက်မှာတဲ့တယောက်ရှိတယ်ဘုရားသခင်ဖော်ပြတယ်ရှေ့မှာခြေစွပြီးဆက်ကပ်ပေးပါဒီနေ့ဝိညာဉ်တော်ကစကားပြောနေတယ်ကျွန်တော်မယုံဘူးကျွန်တော်ဘေးနာတဲ့တငယ်ချင်းခင်ဗျားပဲခင်ဗျားနာနေတာသူကိုယ်တိုင်ခုနတော့ကနှိပ်ထားပြီးတော့မိုးကုတ်လည်းရန်အေးကျွန်တော်မယုံဘူးအဲ့ဒါတယောက်သွားတယ်ဒီမှာကိုက်လို့ရဆရာအဲ့ဒီလူကဟိုဘက်မှာလူထောက်ထားတယ်တချို့ကကြောကိုက်လို့ဟိုဘက်မှာအခုဘုရားသခင်ရှင်းရှင်းလင်းလင်းကျွန်တော်ကိုမြင်စေတယ်အဲ့ဒီလူရှေ့မှာလာပေးပါမသွားဘူးမယုံဘူးမသွားဘူးကောင်းပါအဲ့လိုဆက်ရှိနေတဲ့အခါမှာနောက်ဆုံးတော့အဲ့ဒီဆရာကပြောလို့မရတော့အဆုံးမှာပြောလဲဆိုအခုအားလုံးရှိတဲ့နေရာမှာဒူးထောက်ရအောင်အဲ့လိုပြောလာတော့ကျွန်တော်မထောက်လို့မရတော့ဘူးလေဒီချိန်မှာဒူးထောက်အားလုံးလည်းမြောက်မယ်ဆိုတဲ့အခါမြောက်လို့မရဘူးဘယ်ဘက်ကအရန်နာတဲ့အခါမှာညာဘက်မြောက်လိုက်တယ်အဲ့ဒီနာတဲ့သူအခုချိန်မှာဝန်ခံလိုက်ပါကိုတော့ခြေဆုတင်တယ်လို့ပြောလိုက်ပါယခုဘုရားသခင်ကတင့်ကိုကူတာနေတယ်အဲ့တော့နဲ့လုံးဝအယူပြစ်တယ်လို့ပျောက်သွားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့တော့နဲ့အခုလည်းအေးရင်လည်းမနာတော့အဲ့တော့ကျွန်တော်သူတို့ပြောတာရှောက်ပြောတာတော့မဟုတ်ပါဘူးဆိုပြီးတော့ဒီထဲမှာယုံကြည်ခြင်းကနည်းနည်းဝင်လာတာဖြစ်တယ်အာမင်အဲ့ဒါနဲ့တရက်တော့ဒီထဲမှာရှိရင်ခွင့်လွှတ်ပါဥပုံနဲ့တင်းတော်က7 day တင်းတော်ကအတင်းသားတယောက်သူကရဲဝန်ထမ်းဖြစ်တယ်နှစ်ရက်သူကတခြားလူမျိုးချပါနော်သူကဒီရဲဆိုတော့ဟိုပါလေရဲဝတ်ဆောင်တော့မဟုတ်ဘဲနဲ့ဘောင်းဘီရှိနေဖះချောင်းတက်လာသူလည်းကျွန်တော်တခါမှမတွေ့ဘူးအဲ့ဒီမှာဆရာကဥဆောင်ပြီးတော့ဒီနေ့ worship လုပ်နေတဲ့ချိန်မှာဘုရားသခင်ကခြေထောက်မှာအယမ်းနာတယ်စေခမ်းသွားလည်းမတက်တာဘူးမပြောက်နိုင်တဲ့အနာခြေထောက်နာနေတဲ့တယောက်ရှိတယ်အခုပဲနော်တခြားဟာမလုပ်ခင်မှာဆုတောင်းပေးခြင်းတယ်ဘုရားရှင်ကချမ်းသာခြင်းပေးမယ်လို့ပြောတယ်အဲ့တော့ねအဲ့ဒီရဲတခါမှမလာဘူးတဲ့သူကရောက်လာပြီးတော့တခါတည်းသူဘောင်းပြီးအပေါ်မြောက်တယ်ကျွန်တော်နားနေတာကြာပြီစေခမ်းလဲသွားတယ်ဘယ်လိုပဲစေးထက်မရဘူးအယမ်းနာတော့ဒီလိုဘောင်းပြီးနဲ့တောင်မှထိမြင်ရအယမ်းနာတယ်ကျွန်တော်ကလည်းရဲဖြစ်နေတော့တဲ့လုံးဝအဆင်မပြေဘူးလူရှိသူရှိမှဝင်တယ်တခါတည်းဆုတောင်းတယ်လုံးဝပျောက်သွားပြီးတော့နောက်တစ်ပတ်ဆိုရင်ဘာမှမရှိတော့ဘူးဟာလေလုယာအဲ့ဒါနဲ့မြင်လာတဲ့ခါမှာဒီထဲမှာငါနဲ့တူပဲဆိုတဲ့ခံယူချက်မျိုးရှိလာပြီးတော့ဟာသူလည်းပဲနော်သူ့အတင်းတော်တသမအတင်းတော်ဆိုတော့ဟုတ်တာပဲဆိုပြီးတော့ဒီထဲမှာအဲ့ဒီဝိညာဉ်တော်ရဲ့လှုပ်တက်တဲ့အရာတွေယုံကြည်လက်ခံလာတယ်တပြည့်ပြည့်ဒီထဲမှာရှိလာတဲ့ခါမှာတမန်နဲ့ကျွန်တော်ဆုတောင်းတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ယုံကြည်ခြင်းတော့ဒီထဲမှာရှိတယ်ဒါပေမဲ့ဝန်ခံခြင်းနဲ့နှလုံးသားတော့လူရှိသူရှိမှဟန်ဆောင်ခြင်းတည်တယ်ကျွန်တော်ယုံကြည်တယ်ဆိုတဲ့အရာမထွက်ချင်ဘူးဒီထဲမှာဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူများလည်းဆုတောင်းနေတယ်ဆိုတော့သူများလည်းထဆုတောင်းနေကိုတယောက်တည်းအိတ်နေတာလည်းမကောင်းပါဘူးဆိုပြီးတော့ရောထိုင်ပြီးတော့ဆုတောင်းလိုက်တဲ့အခါမှာကျွန်တော်နှုတ်ထဲကနေအခြားသောဘာသာစကားထွက်လာတာဖြစ်တယ်ဟာလေလုယာအခြားသောဘာသာစကားထွက်လာတယ်ပွဲကျွန်တော်ရုပ်တည်မှမိသွားတဲ့အခါမှာရက်လိုက်တာငါဘာဖြစ်နေရလဲပြီးတဲ့အခါမှာကိုဘေးနာလူတွေကြည့်တဲ့အခါသူတို့ကကျွန်တော်တို့တောင်ဂယုမဆိုင်ဘူးအဲ့ဒါနဲ့ဆက်ဆုတောင်းတဲ့အခါမှာဆက်စီးတဲ့အခါမှာနောက်တစ်ပတ်လောက်ကြာတဲ့အခါမှာကျွန်တော်ဝိညာဉ်တော်ကကျွန်တော်ကိုကောင်းချီးပေးနေပါလားဆိုတာကျွန်တော်အဲ့ဒီချိန်မှာဝိညာဉ်တော်ကိုလက်ခံသွားတာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရဲ့နှစ်ချင်းနော်ရသွားတာဖြစ်တယ်အာမင်အဲ့ဒီချိန်ကစပြီးကျွန်တော်ထဲမှာကျွန်တော်လိုဖြစ်နေတဲ့လူတွေပေါ်မှာဝင်ငါကျွန်တော်နှလုံးသားတွေရှိလာတယ်ဆန္ဒတွေရှိလာတယ်အေးဝင်ကလေးဝင်ငါကျွန်တော်ဆန္ဒတွေရှိလာတယ်စပိန်နေပြီးတော့ဟိုမန္တလေးမြို့ပတ်ဝန်းကျင်တွေမှာတညာအိတ်ခရီးတွေပါတယ်စပိန်နဲ့သွားပြီးတော့အေးဝင်ကလေးဝင်ငါတယ်လူအများကြီးဝင်ငါတယ်တယောက်ပဲပြောင်းလဲတာကရှမ်းဝမ်းတာပဲဖုန်းတခါတည်းဖုန်း PCO မှာသွားပြီးတော့ဆရာကြီးကျွန်တော်ဝင်ငါလို့လူတယောက်ပြောင်းလဲတယ်ဆိုဟုတ်လားဝမ်းတာလိုက်တာဆိုပြီးတော့ဆရာလည်းပြောပြနေတယ်တကယ်တော့ဆရာတို့တရားဟောရင်အများကြီးပြောင်းလဲတယ်ကျွန်တော်အများကြီးဟောတာတယောက်ပဲပြောင်းလဲတာဒါတော့ဒီထဲမှာလေဝင်တာပြည့်ရှိလာတဲ့အခါမှာအရှမ်းဝမ်းတာလာဖြစ်တယ်ဟာလေလုယာအဲ့ဒီဟာတွေကဘယ်ကနေလာလဲဆိုတော့ဝိညာဉ်တော်ရဲ့အသီးအပွင့်တွေဖြစ်ပါတယ်အာမင်အာမင်အာမင်ယေရင်ချင်းတွေကျွန်တော်အထက်မှာရောက်လာတယ်ကျွန်တော်အရင်တုန်းကလူရှိသူရှိမှပြောနေYouth Fellowship တွေရက်ွက်မှာရှိလာတဲ့အခါမှာကျွန်တော်နာမည်တောင်း
တငယ်ချင်းကပြောပေးရတာဖြစ်တယ်ဒီကျွန်တော်ဘေးနားမှာထိုင်တဲ့သူနာမည်ကန်ကစ်လို့ခေါ်တယ်ကျွန်တော်အိမ်ဘေးနားကဖြစ်တယ်လို့သူပြောပေးရတာဖြစ်တယ်အဲ့တော့ဒီကောင်မလေးရှိမှစကားမပြောရတဲ့သူဖြစ်တယ်နော်သွားစားဖို့မပြောနဲ့နော်လာမင်းတောင်မဖော်ရဲတဲ့သူဖြစ်တယ်တောင်မဲ့အခုဒီမှာမယုံရင်ကျွန်တော်ရက်ွက်ကိုမေးလိုက်ကျွန်တော်ကြောင်းနေပဲတငယ်ချင်းတွေမေးလိုက်ပါကန်ကစ်ဘယ်တော့မှတရားဟောမယ်ဆိုတော့ယုံကြည်ခြင်းမရှိဘူးသူတို့မှာအာမင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရန်ရှက်တတ်တာသူရန်တည်တယ်ဒါမှအဲ့ဒီဝိညာဉ်တော်ရောက်လာတဲ့အခါမှာအခုလည်းမကြောက်ဘူးမဟုတ်ကျွန်တော်အရန်ကြောက်တတ်တယ်ဒါပေမဲ့တရားဟောလို့မယ်ဆိုရင်မကြောက်တတ်တော့ဘူးမိုက်ကင်မိပြီဆိုရင်နားတောင်မနာချင်တော့ဘူးဟာလေလုယာထိုဝိညာဉ်တော်ကြောင့်ဖြစ်တယ်လက်ခုပ်တွေချီးမွမ်းရအောင်အာမင်အဲ့ဒါကြောင့်တချို့တော့သူတွေဝိညာဉ်တော်ရဲ့အလုပ်ကိုကန့်တတ်ထားကြတာဖြစ်တယ်မကန့်တတ်ပါနဲ့အရာခတ်သိမ်းကိုတင့်အတွက်ဆိုရင်လုပ်ပေးနိုင်တဲ့ဝိညာဉ်တော်ဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအခြားသောဘာသာစကားပဲပေးတဲ့ဝိညာဉ်တော်မဟုတ်ဘူးအနာရောဂါပဲငြိမ်းပေးတဲ့ဝိညာဉ်တော်မဟုတ်တင့်ရဲ့အသက်တာထဲမှာလိုအပ်မှုကိုပေးတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ပင်တကုတ်တင်နေ့မှာဒီပင်တကုတ်တဲ့အကြောင်းကိုဝင်ရတယ်ကျွန်တော်အသင်းတော်မြန်မာအစီအစဉ်မှာဝင်ကတော့ဖြစ်ကျင်တော့လေဘုရားเจ้าလာတဲ့သူတိုင်းအားလုံးလည်းအစဉ်ပြေတဲ့သူမဟုတ်ဘူးဆိုကျွန်တော်အဲ့ဒီနေ့မှာသဘောပေါက်သွားတယ်ဖြစ်ကျွန်တော်ဇနီးမောင်နှံ2ယောက်အကြီးကျယ်ရန်ဖြစ်တယ်ကျွန်တော် full gospel တင်တော်မဟုတ်ဘူးတခြားတင်တော်ကဖြစ်တယ်အကြီးကျယ်ရန်ဖြစ်တယ်ဘာဖြစ်လို့လဲအိမ်ဝယ်မဲ့ကိစ္စအတွက်ကြီးကျယ်ရန်ဖြစ်ပြီးတော့မိမကယောက်ျားနဲ့မိမကပို့ဖြစ်တာပေါ့နော်စကားများကြီးကျယ်များပြီးတော့ရုပ်ရှင်ယုံသွားဖို့သူထွက်လာတဲ့တနင်္ဂနွေနေ့ကြီးမှာအဲ့ဒါယုံကြည်သူဖြစ်ပါတယ်ဘာဖြစ်လို့လဲစိတ်ပြေလက်ပြောင်းဆိုပြီးတော့တချို့ကရုပ်ရှင်ယုံသွားကြည့်ကြတာလေရုပ်ရှင်ယုံသွားဖို့ဖြစ်တဲ့ခါမှာ full gospel နဲ့နီးတဲ့ခါမှာဘာပဲဖြစ်ဖြစ် full gospel ဘာလို့နေကြလဲမသိမသွားတာလဲကြာပြီဆိုတော့လာကြည့်လိုက်အောင်မယ်ဆိုပြီးတော့လာသွားတယ်ဖြစ်ကျွန်တော်ဝိညာဉ်တော်ချောင်းဝင်ရတယ်အဲ့ဒီဝိညာဉ်တော်တက်ရောက်လာတဲ့ခါမှာကျွန်တော်တက်သေးဖြစ်တယ်အဲ့ဒီတက်သေးကတကိုးပေးလာတယ်အဲ့ဒီတကိုးကကျွန်တော်တက်သေးခံဖို့ဖြစ်တယ်တက်သေးခံဖို့ယေရှုအကြောင်းပဲမဟုတ်ဘူးကျွန်တော်မိသားစုအရေးလဲပါတယ်ဆိုပြီးတော့ကျွန်တော်ဝင်လာတဲ့ခါမှာအဲ့ဒါကြောင့်ဒီဝိညာဉ်တော်ကိုရချင်တဲ့သူလက်ထောင်ပေးပါဆိုပြီးတော့ကျွန်တော်ပြောတယ်ခေါ်ဖိတ်တယ်အဲ့ဒါနဲ့ခေါ်ပြီးလက်ခံတဲ့သူကိုယ်တိုင်ကအခြားသောဘာသာစကားပြောတောင်းစုသွားတဲ့အခါမှာဟာမပြန်လို့မရဘူးဆိုပြန်ပြီးတော့ယောက်ျားနဲ့အဲ့ဒီစုတောင်းခြင်းထဲမှာတဲ့သွားပြီးတော့တနင်္လာနေ့မှာအိမ်ဝယ်သွားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကိုသူမိခင်ကိုယ်တိုင်ကတက်သေးလာခံပေးတာဖြစ်တယ်ပုံခဲ့တဲ့ပတ်မှာဆရာတော်တိမှာမဟုတ်ဘူးသူလည်းမပြောတော့ဘူးကျမသမီးတို့အိမ်ဝယ်လိုက်တယ်အိမ်တက်ပြီးအခုသူတို့ကကျွန်တော်တို့တင်တော့ဆိုမဟုတ်ဘူးဆိုတော့လေသမီးတို့အိမ်ဝယ်လိုက်ပြီးအဲ့ဒါဆရာရဲ့ဝိညာဉ်တော်အကြောင်းဝင်ရတဲ့အခါမှာသူလွတ်မြောက်ခြင်းရသွားတယ်ယောက်ျားနဲ့ပြန်တဲ့သွားတယ်ပြီးတဲ့အခါမှာငွေကြီးကိစ္စလည်းအဆင်ပြေသွားတယ်ဘုရားရှင်အောင်ဖွယ်မှစပြီးတော့အခုအိမ်တက်လည်းလှုပ်သွားပြီးပြီလို့ပြောသွားတာဖြစ်တယ်အာမင်အဲ့ဒါကြောင့်အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့ရဲ့ကိစ္စအဝဝကိုလည်းတာဝန်ယူပေးတဲ့ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်အာမင်အာမင်အာမင်ခုနပေတရုယောဟန်တို့အရင်တော့ရမ်းကြောက်တတ်တဲ့သူတွေဖြစ်တယ်သူတို့လည်းပဲဖျားเจ้าသွားကြတယ်တနေ့ဖျားเจ้าသွားဆုတောင်းဖို့အလို့ငါဖြစ်တဲ့အခါမှာပုံမှန်အတိုင်းဖျားเจ้าဟိုအပေါက်ဝနာမှာတောင်းစားတဲ့သူတယောက်ရှိတယ်မွေးကလေးကချီမစွမ်းဖြစ်တဲ့အခါမှာအတန်စွမ်းဖြစ်တဲ့အခါမှာတောင်းစားနေတယ်အလူငွေလေးပါလေးထည့်ပေးကြပါအောင်ကျွန်တော်မှအလုပ်လည်းမလုပ်နိုင်ဘူးတောင်းစားတဲ့အခါပေတရုနဲ့ယောဟန်ကအဲ့ဒီနေ့တွေ့တယ်ပင်တေကုတ်တဲ့ပွဲပေးနေနောက်မှဖြစ်တယ်ကြည့်တယ်အရင်တော့ကလည်းပေတရုနဲ့ယောဟန်သွားနေကြပဲသူတို့ရှင်ပေးတယ်မရှိဘူးဆန်ကြော်သွားတယ်ကျွန်တော်တို့လိုပေါ့နော်ကြော်သွားတာများပါတယ်ဟိုတနေ့ကကျွန်တော်တို့Pullman Hotel ဘေးနားမှာလေတောင်းစားတတ်တဲ့သူတယောက်ရှိတယ်ယူဇနာကနေလာတာကျွန်တော်တေချာလေးသူဘယ်မှာပြန်သွားလဲတနေ့စိတ်ဝင်စားပြီးတော့ကြည့်တယ်စောင့်တဲ့အခါမှာယူဇနာကားစီးသွားတာကျွန်တော်တွေ့တယ်ဂျိုင်းထောက်နဲ့ကျွန်တော်အမြဲတမ်းအဲ့ဒီမများပါဘူး100 200ပဲဘုရားရှိမှပြောရပါတယ်100 200ပဲကျွန်တော်အမြဲတမ်းဟိုနည်းနည်းလေးပေးတယ်တော်ကြပြီအဲ့ဒီလိုထိုင်တာအဲ့ဒီမှာလေအဲ့ဒါနဲ့ဟိုတနေ့ကကျွန်တော်လည်းပေးဖို့ငါအကျွေလေးတွေစားရချာမိုးလဲရွာတော့ထီဆောင်ပြီးတော့တခါလဲကျွန်တော်ကြောပွဲကိုဖွင့်ပြီးတော့ပတ်စံအိတ်ထဲမှာလေဒီဘက်က1000တန်ဒီမထီရဲဘူး9000တန်လည်းမထီရဲဘူးအဲ့မှာရှာနေတဲ့ချိန်မှာကျွန်တော်ထဲဖို့လုပ်နေတဲ့ချိန်မှာနိုင်ငံခြားသားတယောက်ကရောက်လာပြီးတော့ဗမာလူပြောသွားတာအမျိုးသမီးတယောက်အကျွေမရှိဘူးနော်1000ပေးမယ်တဲ့ကျွန်တော်တို့တော်ထီစကားပြောသွားတယ်အကျွေမရှိဘူး1000ပေးသွားမယ်ရလာတယ်ဟောလေရတယ်ကျွန်တော်တို့အကျွေးရှိတယ်ဆိုအကျွေးပဲပေးလိုက်နေဆိုပြီးတော့အကျွေးပြီးပြီးတော့မုတ်တထုပ်လည်းပေးလိုက်တယ်နော်ကျွန်တော်တို့က used to ဖြစ်နေတဲ့အခါမှာလေဘုရားကျောင်းသွားလဲပုံမှန်ဖြစ်နေတဲ့အခါမှာခေါင်းကိုက်လဲခေါင်းကိုက်တာနဲ့ပြန်သွားကြတယ်ဘိုင်းနာတဲ့သူလည်းဘိုင်းနာနဲ့ပဲပြန်သွားကြတယ်ကျွန်တော်တို့ကပုံမှန်ဖြစ်နေကြတယ်ဒါပေမဲ့ဝိညာဉ်တော်ကအဲ့ဒါမလို့ချင်ဘူးတဲ့အာမင်
ငါသားသမီးတွေလုံးဝချမ်းသာရမယ်ဟာလေလုယာဟာလေလုယာမန်နဲ့ဆိုလက်ခုပ်တီးချီးမွမ်းရအောင်အာမင်သင်ရဲ့ချမ်းသာခြင်းသင်ရဲ့ကောင်းစားခြင်းမှာဝမ်းသာတော့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာအတူဂုဏ်ပြုပြီးတော့ဖခင်သခင်ဖြစ်တယ်အာမင်ပေတရုနဲ့ယောဟန်တို့လည်းပဲသွားနေကြဗိမာန်တော်ပဲဒါမဲ့ဒီနေ့ဝိညာဉ်တော်နဲ့ပြည်ပြီးနောက်ပိုင်းမှာရောက်လာတဲ့အခါမှာဟိုလူကလည်းတခုခုတော့ပေးမဲ့ပုံပဲဆိုပြီးတော့ကြည်နေတဲ့အချိန်မှာငါတို့၌ရွှေငွေတင်မျောလဲနေတာမရှိဘူးရှိတဲ့အရာတော့ပေးမယ်ယေရှုနာမနဲ့ထားရလမ်းသွားပါဆိုပြီးတခါတည်းမလိုက်တဲ့အခါမှာအဲ့ဒီလူရဲ့ချစ်ချင်းတခါတည်းပဲနော်စတီအကျိုးရိုးတွေအာတန်လာပြီးတော့တခါထလာပြီးတော့ဗိမာန်တော်ထဲမှာဘုရားကိုချီးမွမ်းတော်သူဖြစ်သွားတယ်ဟာလေလုယာလက်ကိုတီးတဲ့ဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာအာမင်အဲ့ဒါနဲ့ဘုရားကြောင့်တက်မဲ့လူအားလုံးကချီးတယ်ဒီလူကဟိုမှာတောင်းစားတဲ့သူတယောက်မို့ဘာဖြစ်သွားတာလဲညာဘာမေခွန်းနဲ့အများကြီးထလာတယ်ပေတရုကတခြားဟာမဟုတ်ဘူးယေရှုကြောင့်ဖြစ်တယ်အာမင်ယေရှုကပြောတယ်ကျွန်တော်ကိုဂရုပေးတယ်ဝိညာဉ်တော်ကိုစောင့်ပါအဲ့ဒီဝိညာဉ်တော်ရောက်လာငါအကြောင်းပြောမယ်အဲ့ဒီဝိညာဉ်တော်ကတင်တော့ကိုမဆမယ်တကိုးပေးမယ်ငါတို့ကဘာမှမဟုတ်တာမန်လူပဲဖြစ်တယ်အရင်တော့ငါပုဂ္ဂိုလ်အတိုင်းပဲကျွန်တော်ဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ရတဲ့အခါမှာဒီလိုဖြစ်သွားတယ်တင်လို့လည်းရခြင်းနဲ့ဆိုရင်တခါတည်းဆူတောင်းပေးလိုက်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ပေတရုတို့ယောဟန်တို့တွေဘာဖြစ်လို့ဒီလိုဖြစ်လာတယ်ဝိညာဉ်တော်ကြောင့်ဖြစ်တယ်ပေတရုဆိုရင်ကျမ်းစာထဲမှာတော့မဖော်ပြပါဘူးသူတည်သွားမဲ့အခါမှာဘာပြောလဲကျွန်တော်ရဲ့ကိုတော်ကလက်ဝါးကားတိုင်မှာဒီတိုင်းဆွဲထားတယ်ကျွန်တော်ကိုတော့အဲ့လိုမဆွဲပါနဲ့စောက်ထူးဆွဲပါကိုတော်လိုဆွဲဖို့လို့ငါမထိုက်တန်ဘူးကျွန်တော်ဟာသူ့ရဲ့ဂျွန်တယောက်ပဲသူ့ရဲ့စေခံတယောက်ပဲဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့နောက်လိုက်ပဲဖြစ်တဲ့အခါမှာကိုတော်လိုတော့မချိတ်ပါနဲ့စောက်ထူးဆွဲပါဆိုတဲ့အခါမှာဆွဲမဲ့သူလည်းအရင်အားရပါရနဲ့စောက်ထူးဆွဲတယ်ပြီးတော့တခါတည်းထိုးတက်လိုက်ကြတာဖြစ်တယ်ဘာဖြစ်လို့အဲ့လိုပြောရတယ်လဲဆိုတော့ဝိညာဉ်တော်ရှိလာတဲ့အခါမှာသေခြင်းလည်းမကြောက်တော့ဘူးဟာလေလုယာရှင်ဖို့လည်းမကြောက်တော့ဘူးဟာလေလုယာဟာလေလုယာနာကြောင့်ဝိညာဉ်တော်ပေးရခြင်းအကြောင်းကဘာလဲဆိုတော့တကိုးရှိဖို့ဖြစ်လာတယ်အဲ့ဒီတကိုးကဘာလို့ဖို့လဲပြစားဖို့လုံးဝမဟုတ်ဘူးယေရှုအကြောင်းကိုရဲရဲရင်ချင်းဝန်ခံပြီးတော့အသက်တာထဲမှာလူတွေပေါ်မှာပဲမဟုတ်အသက်တာထဲမှာငါဟာယေရှုကြောင့်ကျမ်းမာတော်သူဖြစ်တယ်လို့ဝန်ခံဖို့ဖြစ်တယ်ဟာလေလုယာယေရှုကြောင့်လွတ်မြောက်တော်သူဖြစ်တယ်လို့ဝန်ခံဖို့ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ကြွရောက်လာခြင်းအကြောင်းရင်းကသင်နဲ့ကျွန်တော်ကိုကူညီဖို့ဖြစ်တယ်မာနဆိုလက်ခုပ်တည်တဲ့ဘုရားကိုချီးမွမ်းရအောင်ဟာလေလုယာတချို့တော့သူတွေကခန့်သက်ပြောကြတယ်ဟာဝိညာဉ်တော်အရင်တော့ကတော့မလုပ်တော့ဘူးမဟုတ်ဘူးဝိညာဉ်တော်ဟာမနေ့ယနေ့နောက်ကာလပြောင်းလဲခြင်းမရှိတော့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာအရင်တော့ကအလုပ်လုပ်တယ်လို့ဒီနေ့မျောလင့်တော့သူတောင်းတလို့ခြင်းတော့သူဆုတောင်းတော့သူအားလုံးပေါ်မှာအလုပ်လုပ်တော့ဘုရားဖြစ်တယ်ယေရှုကလူကာ7ထဲမှာဘယ်လိုသွန်သင်ထားတယ်လဲဆိုတောင်းကြလောတောင်းလျင်ရမည်ပြောကြရအောင်ရှာကြလောရှာလျင်တွေ့မည်တကားကိုခောက်ကြလောခောက်လင်ဖွင့်ပြီး7မှာကြော်သွားပြီမယ်ဆိုဆုတောင်းတော်သူတို့အားတာ၍တန်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူမည်မဟုတ်လောဟာလေလုယာဟာလေလုယာဘယ်သူလဲဆုတောင်းတော်သူတို့အားတန်ရှင်းသောဝိညာဉ်တော်ကိုလိုချင်ပြီးတော့တောင်းတော်သူတို့ပေါ်မှာဘယ်သူသွန်းလောင်းမှလဲဝိညာဉ်တော်သွန်းလောင်းမှဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ကမိုးကောင်းကင်ကနေကျွန်တော်ပေါ်မှာသွန်းလောင်းတော့မှမဟုတ်ဘူးဒီနေ့ကျွန်တော်တို့လောကမှာရှိနေတာဖြစ်တယ်ဒီကာလကိုဝိညာဉ်တော်ကာလနောက်ဆုံးသောကာလတပါးမျိုးသားများကာလဒီအသင်းတော်ကာလလို့လည်းခေါ်တယ်ဒါကြောင့်ဝိညာဉ်တော်ရဲ့ကာလဖြစ်တယ်တနေ့တော့ခါမှာဝိညာဉ်တော်ရုပ်သိမ်းသွားမှာဖြစ်တယ်အဲ့ဒီချိန်မှာတော့ဝိညာဉ်တော်ကတော့အလုပ်လုပ်တော့မှာမဟုတ်ဘူးဒီချိန်ကာလမှာဝိညာဉ်တော်အလုပ်လုပ်နေတာဖြစ်တယ်ဓမ္မဟောင်းကာလမှာတော့ဝိညာဉ်တော်က visiting ပဲလာတယ်ခဏလာတယ်ရှန်ဆုံပေါ်မှာတက်ရောက်တယ်ပြန်ထွက်သွားတယ်ရှန်ဆုံကအမတအားရှိပြီးတခါတည်းရန်သူတွေအထောင်လောက်တက်လိုက်တယ်ဝိညာဉ်တော်ထွက်သွားတဲ့အခါမှာအားမရှိတော့ဘူးရင်ငတ်ပြီးတော့တေတော့မလို့ဖြစ်တယ်ဝိညာဉ်တော်တက်ရောက်လာတဲ့အခါမှာကျိုးနဲ့တုတ်ထားတယ်သူကိုခြိထားတယ်အကုန်လုံးမိစားပြတ်တယ်လို့ပဲတခါတည်းမိစားနဲ့ထိတယ်လို့ပဲအကုန်လုံးပြတ်သွားတယ်ဒါပေမဲ့ဝိညာဉ်တော်ကသူ့ကိုစွန့်သွားတဲ့အခါမှာဘာမှမလုပ်နိုင်ဘူးဝိညာဉ်တော်ကတက်လိုက်ဆင်းလိုက်လို့ဒါပေမဲ့ပင်ဒီကုတ်တဲ့နေ့မှာဝိညာဉ်တော်သွန်းလောင်းလိုက်တဲ့ဝိညာဉ်တော်ကညနေမိတ်ဆွေနဲ့ကျွန်တော်တို့ available ဖြစ်သွားပြီအာမင်ဘယ်တော့မှမထွက်တော့ဘူးဟာလေလုယာဘာဖြစ်လို့လဲဆိုကျွန်တော်တို့အားလုံးကိုကူညီဖို့လို့ငါရောက်ရှိလာတဲ့ဝိညာဉ်တော်ဖြစ်တယ်လက်ခုပ်သူလက်ကျိုးဆိုရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်အဲ့ဒီဝိညာဉ်တော်ကဘယ်သူ့အပေါ်မှာဘယ်အသင်းတော်မှာလှုပ်လို့တလဲအသင်းတော်တူတာတောင်မှဘယ်သူ့အပေါ်မှာလှုပ်လို့တလဲတောင်းတလူချင်းမျောလင်းတော့ဝိညာဉ်တော်မပါဘူးဆိုရင်ကျွန်တော်မဖြစ်နိုင်ဘူးဆိုတဲ့နှလုံးသားအသက်တာထဲမှာနေရယူပြီးတော့အလုပ်လုပ်တဲ့ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ဟာလေလုယာဟ
Hallelujah လူအရင်အနာရောဂါငြိမ်းတာဖြစ်တယ် Hallelujah လူအရင်ငြိမ်တဲ့ချင်းကိုနေရာယူစေတာဖြစ်တယ် Hallelujah အိမ်ဝယ်တဲ့ကိစ္စတွေအိမ်ထောင်ပြုမဲ့ကိစ္စတွေနော်ခရီးသွားမဲ့ကိစ္စတွေလှုပ်ဆောင်မဲ့အငန်းတာအားလုံးကိုသူ့ကိုမေးပါနူးညံ့တော့နော်ပြင်းညင်တော့အတန်နဲ့ကျွန်တော်တို့အတွင်းကနေစကားပြောတော့ဝိညာဉ်တော်ဘုရားဖြစ်ပါတယ် Hallelujah Hallelujah ပြောင်းလဲခြင်းမရှိဘူးကျွန်တော်တို့အားလုံးကိုထိုဝိညာဉ်တော်ကစကားပြောခြင်းတော်ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ခဏလောက်မတထရအောင်ခဏလောက်မတထရအောင်ခဏလောက်မတထရအောင် worship team ကျေးဇူးပြုပြီးတော့ပေးပါခဏလောက်မတထရအောင်မျက်စိမိတ်ထားရအောင်မျက်စိမိတ်ထားရအောင်ဒီနေ့ကျွန်တော်အားလုံးကိုစကားပြောခြင်းနဲ့ခဏလောက်ငြိမ်ငြိမ်လေးနေပေးပါထိုဝိညာဉ်တော်ဟာကျွန်တော်များအားလုံးအတွက်အစင်သင်ကျွန်တော်လည်းမှာရှိနေပါတယ်ခဏလောက်လက်မြောက်ထားရအောင်လက်မြောက်ထားရအောင်ခဏလက်မြောက်ထားရအောင်အာမင်ဟာလေလုယာဒီထဲမှာကျွန်တော်ယုံကြည်တယ်အခြားသောဘာသာစကားပြောတဲ့သူလည်းရှိမယ်မပြောသေးတဲ့သူလည်းရှိမှာဖြစ်တယ်ဝိညာဉ်တော်ရဲ့နှစ်ချင်းရပြီးတဲ့သူလည်းရှိမယ်မရသေးတဲ့သူလည်းရှိမှာဖြစ်တယ်ဝိညာဉ်တော်ကအကန့်အသတ်မရှိဘူးကျွန်တော်တို့ကိုမဆပေးဖို့အလို့ငါတတ်နိုင်တော်မူတော့အရှင်ဖြစ်ပါတယ်ကျွန်တော်တို့ကိုချစ်တော်ကျွန်တော်တို့ကိုသဘောပေါက်တော်နားလည်ပြီးတော်ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ယနေ့ထိုဝိညာဉ်တော်ကိုခေါ်ဖိတ်ရအောင်ဝိညာဉ်တော်ကျွန်တော်ကိုတုထိပါယနေ့ဆရာပြောနေတဲ့တမန်ကျမ်းစာထဲမှာရှိတော်ဝိညာဉ်တော်ဘုရားကျွန်မကိုတုထိပါကျွန်တော်မိသားစုကိုကောင်းချီးပေးပါအသက်တာကိုမချမ်းမာတဲ့သူရှိကျွန်တော်ချမ်းမာခြင်းကိုတတ်နိုင်တဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်ခဏလောက်ထိုဘုရားကိုခေါ်ဖိတ်ရအောင်အားလုံးအတန်လွတ်လပ်ထိုဘုရားကိုခေါ်ဖိတ်ရအောင်အိုးရာမခပါတာခရှာလာကေပေတေခေရှိတေခေပေတေဝိညာဉ်တော် hallelujah ရာမခပါတာခရှိတေခေရေတေခေအိုးရာမခပါတာခရှာလာခပါတာကတာဒီ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 ကေတေခေပါလာခပါတာခရှိတေခေပေတေခေတေခေရှိတေခေပေအိုးရာမခပါတာခရှာတာခပါအိုးပါစဖွင့်ထားပါတဆုံတခုပြောနေပါဖယားသခင်ကိုစကားပြောပါဖယားသခင်ကိုစကားပြောပါအိုးတင်းတက်တော့မကန်တထားနဲ့ဘာမှမစင်စားနဲ့ဖယားသခင်ကိုအာယုံပြုပါအိုးရေခမလာခတာခရှိဒီခေပလေခေရာတာခရှိဒီအိုးရေတေခေပေတေခေရှိတေခေပလေခေရာတာခရှာတာခအာမင်အာမင်ဟာလာမကပါတေခေတေခေရှိတေခေပေတေခေရှိတေခေပေခဏလောက်နားထောင်ပေးပါအောင်လက်ပြန်ချမယ်လက်ပြန်ချခဏလောက်မျက်စိမိတ်ထားပေးပါဒီထဲမှာကျွန်တော်တို့ထဲမှာအခြားသောဘာသာစကားမရသေးဘူးအခြားသောဘာသာစကားပြောချင်တယ်ဆိုရင်လက်ထောင်ပေးပါအောင်လက်ထောင်ပေးပါအောင်အခြားသောဘာသာစကားပြောချင်တယ်ဆိုလက်ထောင်ပေးပါအောင်အခြားသောဘာသာစကားရချင်တယ်အဲ့ဒါကကျွန်တော်ပေးမှာမဟုတ်ဘူးဝိညာဉ်တော်ပေးမှာဖြစ်တယ်အခုလည်းရကောင်းရနိုင်တယ်နောက်မှလည်းရတာဖြစ်နိုင်တယ်အခုချက်ချင်းရတာလည်းဖြစ်နိုင်တယ်နော်ဒါကြောင့်ခဏလက်ထောင်ပေးပါအောင်အခြားသောဘာသာစကားကျွန်တော်ပြောချင်တယ်ဆိုရင်လက်ထောင်ပေးပါအောင်โอเคဒါပေမဲ့အားလုံးမျက်စိမိတ်မယ်အားလုံးမျက်စိမိတ်ထားမယ်ကျွန်တော်လက်မြောက်ထားရအောင်အားလုံးရတဲ့သူမရတဲ့သူအားလုံးလက်မြောက်ထားရအောင်ထိုဝိညာဉ်တော်ကိုပြန်ခေါ်ဖဲအောင်မညောင်းပါနဲ့ထိုဝိညာဉ်တော်ဘုရားကတင့်သက်တာထဲမှာအော်ပွဲအမှုပြုမှာဖြစ်တယ်ပါစက်ဖွင့်ထားပါပါစက်ပိတ်တဲ့နေရာမှာဘုရားသခင်အလုံးမလုပ်ဘူးနော်ပါစက်ဖွင့်ထားပါတဆုံတခုဘုရားသခင်ကိုစကားပြောနေပါကိုတော့ချီးသူးတဲ့ကိုတော့ကိုခေါ်ဖိတ်တယ်လို့စကားပြောလိုက်ပါအိုးစပြောမယ်တင်းနေတော့ဟာလေလုယာရာမခပါတာခရှိတေခေဘုရားသခင်ကိုစကားပြောနေပါအိုရာမခပါလာခိတေခေရှိတေခအိုရေခေပေတေခေရာတာခရှာလာခပါတေခေတေခေရှိအိုဟာလေလုယာဘုရားသခင်ကိုစကားပြောနေပါပြောပါပြောပါအိုရာမခပါတာခရှိတေခေပေတေခေရတေခေရှာလာမကပါအိုရာမခပါတေခေရှိတေခေရတေခေရှိတေအိုရေမေခရာမခပါတာခရှိတေခေပေတေခေရှိ Amen Amen Hallelujah ရာမခရှိတေခေပေတေခေရှိတေခေကိုရောယေရှုတင်နေကိုရောယေရှုတင်နေအိုရာမခပါတာခရှိတေကိုရောယေရှုတင်နေ Hallelujah ရပြီလက်ချလို့ရပါပြီယေရှုတင်နေအိုရာမခရှာတာခပါတာခရှိကိုရောယေရှုတင်နေတရှင်တော်ဝိညာဉ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်အကန့်အသတ်မရှိတသမယတတနာယအော်ပွဲဟာအလုံးလုံးတော်ပါစကားပြောတော်မူပါကိုရောရဲ့မဆခြင်းကိုရောရဲ့လမ်းပြခြင်းကိုရောတုထိခြင်းနဲ့ထူထင်ရှားစေတော်မူပါအိုရာမခရှိသည်နေမကောင်းတဲ့သူရှိရင်လက်ထောင်ပေးပါအောင်နေမကောင်းတဲ့သူများရှိခဲ့နာလက်ထောင်ပေးပါအောင်လက်ထောင်ပေးပါအောင်လက်ထောင်ပေးပါအောင်ယုံကြည်ခြင်းနဲ့လက်ထောင်ပါကျွန်တော်လုံးမှာမဟုတ်ဘူးနော်ကျွန်တော်လုံးမှာမဟုတ်ဘူးလက်ထောင်ပေးပါယုံကြည်ခြင်းနဲ့နာတဲ့နေရာကင်လို့ရရင်ကင်ထားပေးပါအိုးဆုတောင်းမယ်ဆုတောင်းမယ်တချို့တော့သူတွေကချမ်းသာတဲ့သူကကူးကွယ်ထားမယ်နော်ကျွန်တော်ကူးကွယ်ထားမယ်
Oh Ramakasha Sutaume Sutaume Akuta Karebe Sutaume Nara to the Sutauma Window Genogo to Tibalo Sutauma Nara Yago Kaintaba Tashino Window Opa Lolo Mapide Oh Ramakapata Kaguro Chisutine Hallelujah Tiniama Oh Yaushila Bido Nama Chanti Doturi Oh hallelujah Amyumyo do Yoga Sichu Yoga Tuitu Yoga Oh Kinsa Yoga Oh Achokai Achonare Oh Kaunkai Dare Oh Ajin Aunare Oh Makaundo Yoga Widana Mandamya Yeshu Namana Chino Peshabare Yeshu Dan Chodobin Longa Jamachi Shibulunga Yeshu Namana Gauchibare Oh Ramakabala Kabada Kabade Kedeke Ramakabadeke Oh hallelujah 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 Oh Ramakabada Kashiteke Re Oh Ramakabada Kashiteke Pedeke Oh hallelujah Guru Jesus tene Namaila kana piu ni bibilo jang Jesus tene Anna yoga nying jin te yasin ni bibilo jang Jesus tene Lumyao chi jin si jin yu ne Ta shin no win no bi alolo ni bibilo jang Jesus tene mare Oh Rama winyin no chi mo yao winyin no Chwa do mu ba Amen hallelujah chi mo yao ko kwe yao winyin no Hallelujah. Ana lau suka pyo chen bare. Sama mang. Api ma chisu su tang be ba no. Ana lau pyo chen ne. Chen ro ho pyo wi nga ni do wi nyin do ha. Yani chen ro ale ma shi ni da phit de. Da jaung be achai ma alu lu de le so de kha ma chen ro ati ma pyu de kha ma chen ro atat ta the ma alu lu de phaya de kim phit ba de. ဥပမာအနေနဲ့ဧည့်သည်တယောက်ရောက်လာပြီးတော့တေချာလေးဂယုမဆိုင်ထားဖို့ဆိုရင်အဲ့ဒီဧည့်သည်ကနောက်အဖန်ပြန်လာဖို့နော်ဝင်လေးမှဖြစ်ပါတယ်ထိုနည်း၎င်းပဲဒီနေ့ဝိညာဉ်တော်ဟာကျွန်တော်တို့ကိုယ်တိုင်ကတောင်းတလို့ချင်းပြီးတော့သူ့ကိုနေရာပြည့်ဝပေးမှသူဟာအလုပ်လုပ်တော်ဝိညာဉ်တော်ဖခင်ဖြစ်ပါတယ်အသင်းအဓမ္မဘယ်တော့မှအလုပ်မလုပ်တဲ့ဖခင်သခင်ဖြစ်ပါတယ်ဒါကြောင့်ခေါ်ပိတ်ပါသင်ဘယ်ကဏ္ဍမှာလိုအပ်နေတယ်လဲအဲ့ဒီကဏ္ဍမှာအလုပ်လုပ်ပေးမဲ့ဝိညာဉ်တော်ဖခင်ဖြစ်တယ်တည့်ရဲ့မယုံကြည်ခြင်းတောင်မှမဆပေးနိုင်တော့ဖခင်သခင်ဖြစ်တယ်။တည့်ရဲ့ယုံကြည်ခြင်းအားနည်းတဲ့နေရာမှာပင်လျင်ယုံကြည်ခြင်းကိုပြင်းထန်စွာနဲ့အောဖွယ်အလုတ်လုပ်ပြီးတော့မဆပေးမဲ့ဖခင်သခင်ဖြစ်ပါတယ်။တည့်ရဲ့အနာရောဂါလည်းပေးပြောက်စေမဲ့ဖခင်သခင်ဖြစ်တယ်။တည့်ရဲ့မိသားစုရဲ့တာယာရေးကိုလည်းထောက်ပံ့ပေးမဲ့ဖခင်သခင်ဖြစ်ပါတယ်။စာဝန်နေရေးငွေရေးချင်းစီးပွားရေးနော်အမှုတော်ဆောင်ခြင်းအားလုံးကိုလည်းကူညီပေးနိုင်တော့ဝိညာဉ်တော်ဖခင်ဖြစ်ပါတယ်။ဟာလေလုယာအာယုံပြုရအောင်အားလုံးအတူတူဆက်လက်ဆူတောင်းရအောင်လားဆက်လက်ဆူတောင်းပါဆက်လက်ဆူတောင်းပါသင်ပါရလိုက်လေဘုရားသင်ကိုဘာစကားပြောလဲဘုရားသင်ကိုဘယ်လိုတိုးထီလဲဘုရားသင်ကိုရဲ့ခံယူချက်ကိုဘယ်လိုပြောင်းလဲပေးလဲအဲ့ဒါသင်လောက်တာမဟုတ်ဘူးဆရာလောက်တာလည်းမဟုတ်ဘူးဒီနေ့ဟောပြောတဲ့ဆရာကိုယ်တိုင်လောက်တာလည်းမဟုတ်ဘူးဆရာကသုံးပြတဲ့တန်ရှင်တော်ကြီးတော့အလောက်လောက်နေပြီဖြစ်တာဖြစ်တယ်သင်ပါဆိုရင်သာရှိတယ်ဘေးဘီကိုမကြည့်ပဲနဲ့သင်ပါဆိုရင်သာရှိတယ်အဲ့ဒီဆိုရင်လည်းချက်တွေလည်းဘုရားကိုပြန်တင်ပြပါဘုရားနဲ့စကားပြောပါအတန်ကျဲပြီးတော့ဘုရားနဲ့စကားပြောပါโอ้ဟာလေလုယာ
စုရီဖြစ်တော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုတခါတရံအမျိုးမျိုးနဲ့နာမည်တက်ပြီးတော့တော်၎င်းမတိမတာနဲ့တော်၎င်းတိတိတာတာနဲ့တော်၎င်းဘေးဖယ်တက်ကြတော့ကျမတို့ရဲ့စာသည့်သဘောဒီနေ့အနံ့ယူတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီနေ့ပေါ်ပြတော်မူတဲ့အတွက်ယေရှုတင်နေသားသမီးတို့ကိုကြော်မသွားတဲ့အတွက်ယေရှုတင်နေဝိညာဉ်တော်တကုန်းအားဖြင့်လောကကိုအောင်နိုင်ဖို့ဖြစ်တော်ညာလဲလောကကိုစန္ဒနဲ့အနံ့ယူဖို့တတ်တိနဲ့အနံ့ယူဖို့ထိုကန့်တလာသောအရာတွေနဲ့အနံ့ယူဖို့စ조사နေသောသူများခဏခဏချော်လဲရက်သားနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုဝိမခံတတ်သောတဘောယေရှုမဖယ်ထုတ်လိုက်ပါ၏ဝိညာဉ်တော်ဖယားဒီနေရာဒီကိုရောရဲ့နေရာဖြစ်ပါ၏ဝိညာဉ်တော်ဖယားဤအချိန်ဒီကိုရောဆိုးဆန်တော်မူမဲ့အချိန်ဖြစ်ပါ၏ဝိညာဉ်တော်ဖယားယေရှုတင်ပါ၏ကိုရရှင်ဖျားလူတွေကတော့ကန့်တတ်မိတတ်ကြတယ်အသင်းတော်ဆိုပြီးတော့အတီးတီးကန့်တတ်တယ်ဖယားသခင်မျက်မှောက်တော်မှာအကန့်အသတ်မရှိအနိုင်အစမဲ့ဝိညာဉ်တော်လက်ခံတော်သူထဲမှာအလောက်လောက်တော်မူပြီးဖြစ်တော်ကြောင့်ယေရှုတင်တယ်ဟာအသင်းတော်ကိုတည်ထောင်တော်မူသောတန်ရှင်တော်ကိုပြန်ပေးပါတယ်အာမင်လူလောက်တာမဟုတ်ဘူးဒီမိမတော်လူဆောက်တာမဟုတ်ဘူးတန်ရှင်တော်ဝိတော်ကိုရောဆိုင်ဆောက်တာဖြစ်တဲ့အတွက်ယေရှုတင်တယ်ဟာဆက်လက်ပြီးတော့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာနေရာယူတဲ့အဲဒီကိုရောကိုစားငတ်တော့ခန္ဓာကိုယ်ဒီဆောက်တော်မူပြီးဖြစ်တဲ့အတွက်ယေရှုတင်တယ်အနာငြိမ်းစေပြီးဖြစ်သောကြောင့်ယေရှုတင်တယ်ဉာဏ်ပညာတော်ပွားစေတော်မူသောကြောင့်ယေရှုတင်တယ်ဝိညာဉ်သစ္စာဖွင့်ပြတော်မူပြီးဖြစ်သောကြောင့်ယေရှုတင်တယ်လမ်းပြတော်သူပဲမဟုတ်ဘူးနာဝိညာဉ်ဖျားဖြစ်တယ်အထဲမှာနေရာယူတော်မူတာမကအဖြစ်လောက၌လည်းသားသမီးတို့နဲ့အတူတိုက်ပွဲဝင်ဆင်နွှဲတော်မူဖြစ်သောအရှင်တော်နေဝိညာဉ်တော်ကိုဆက်လက်ပြီးတော့နေရာပေးပါတယ်ဖာယေရှုတင်တယ်ဖာအတူပါရှိခြင်းဖွင့်ပြခြင်းသားသမီးတို့အတွက်လုံလောက်တဲ့ဖာယေရှုတင်တယ်တိုက်ရှာဖို့လို့ကအားဖြစ်စေသောတန်ရှင်တော်ဝိညာဉ်တော်ဖြောင်းတဲ့ယေရှုတင်တယ်ဒီကနေ့အသင်းတော်ဗိမာန်တော်ထဲမှာပဲကြောင်ဖွင့်နေရမယ့်သူတွေမဟုတ်ဘူးအပြင်လောကကိုတွားပြီးတော့ယေရှုပြမြတ်တာကြောင့်ဝင်လာဖို့လို့ကအားဖြစ်စေတော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဖြောင်းခြင်းဂိုင်းခွဲခြင်းဘာသာဆွဲခြင်းအဲ့ဒီဟာတွေကယေရှုပြကိုနေရာပေးဖို့တန်ရှင်တော်ဘုရားကိုတန်ရှင်တော်ဝိညာဉ်နေရာပေးဖို့အဟံတာဖြစ်တဲ့အခါမှာအဲ့ဒါတွေထဲကနေသားသမီးတို့ဆွဲခေါ်တော်မူပါဆွဲနောက်တော်မူပါတန်မြတ်မလားချီးမွမ်းပေးတော်မူတဲ့အတွက်ယေရှုတော်ချီးမွမ်းတယ်။ကြားရဲ့ယေရှုတော်နာမ၌ယေရှုတော်ချီးမွမ်းကြပါပါဘုရား။အာမင်အားလုံးပြန်နိုင်ကြရအောင်။ဟာလေလုယာဟာလေလုယာသင်တခုခုရတာရှိလားသိချလားရရှိခိုးပြီးတော့ဒီတိုင်းပဲပြန်သွားတယ်ဆိုတာကရုပ်တုကိုကိုးကွယ်တာတဲ့ဘာမှမထူးခြားဘူးเนาะကျမတို့အဲမှာကိုးကွယ်ခြင်းအဲမှာတစ်ခုတစ်စုံတစ်ခုတော့ဘုရားကပြုပြင်ပြောင်းလဲပေးရတာဖြစ်တယ်အာမင်အာမင်မလာဘူးသိသောသူများလာတဲ့အတွက်ယေရှုတင်တဲ့မျက်နှာသစ်တွေကိုမြင်တွေ့ခွင့်ရတာယေရှုတင်တဲ့သူသဖြင့်ဒီညဆရာနဲ့အတူပါလာတဲ့ထောင်းမောင်ပေါ်မှာလည်းအထူးကျေးဇူးတင်တယ်နောက်ခါလဲဆရာကိုယ်တိုင်မလာရင်တော့မှထောင်းမောင်ကိုလည်းယေရှုနာမ၌ယေရှုနာမ၌ကြိုဆိုရအောင်လက်ခောက်တီးပြီးတော့ကြိုဆိုရအောင်အနောက်ဘက်မှာလည်းဒီဆုံးတဲ့သူထိုင်တဲ့ကြောက်ကျမအတွက်မျက်နှာစိမ့်ဖြစ်တယ်ယေရှုနာမ၌ကြိုဆိုတယ်ဒီဘက်တန်းမှာ TCC အဖွဲ့တွေကသားတွေသမီးတွေယေရှုနာမ၌ကြိုဆိုတယ်မျက်နှာသစ် fresher တွေလည်းယေရှုနာမ၌ကြိုဆိုတယ်နိုင်ချိန်တိုင်းမှာမျက်နှာသစ်မျက်နှာဟောင်းတွေ TCC ကျောင်းတော်ကြီးမှာပညာစီးမှုလက်ရှိသောသူများဝိညာဉ်အားကိုလာကြပါနောက်ဆုံးထိုင်ကုန်မှာလဲဒီကိုတူထိုင်ပါတယ်ယေရှုနာမ၌ကြိုဆိုတယ်ကျမရဲ့ညာဘက်ချမ်းမှာအနောက်ဘက်ကိုလဲတဲ့ချင်းလိုလဲစကားတတ်တယ်ချင်းလိုလဲပြောတတ်တယ်သို့တော်လဲသူကချင်းလိုမျိုးတော့မဟုတ်ဘူးယေရှုရဲ့လူမျိုးဖြစ်တဲ့ဆရာရှာလာဆန်ယေရှုပြမတ်ရပေးပါဆရာမျိုးနွယ်စုနဲ့ပေါ်ပြမယ်ဆိုတချင်လူမျိုးတွေဖြစ်ပါတယ်
သောတော်လည်းဒီနေရာမှာစာငတ်တဲ့အတွက်လာပါဝင်တာဖြစ်တယ်မလေးရှားမှာသာသနာပြုတဲ့ဆရာဖြစ်တယ်မမပီကိုလာပြီးတော့ဒီနေရာမှာလည်းသာသနာထိုးဖောက်မယ်ဒီအသင်းတော်ဒီမြန်မာပိုင်းစီစဉ်မှာပါဝင်ခြင်းနဲ့စာနာစာငတ်တဲ့အတွက်ကျွန်တော်နဲ့ပြန်လာမဲ့ယုံကြည်သူအသစ်တွေကိုဒီမှာမိတ္တဟာယလာဖွဲ့ခြင်းနဲ့ဆိုတော့အရင်လာပြီးတော့စနီးနာတာဖြစ်တယ်ဟာလေလုယာလာလေးလာတာဖြစ်တယ်ယေရှုနာမ၌ကြိုဆိုပါတယ်ဆရာလာစိန်နော်မှန်ပါတယ်နော်ဆရာဟုတ်ကဲ့နောက်များမှာလဲဆရာကိုကျွန်တော်တို့အချိန်ပေးဖို့ဆူတောင်းနေပါတယ်ဆိုတာဆရာစင်တင်ဖြစ်တဲ့ခါကျရင်ကျွန်တော်ဖုန်းဆက်ခေါ်ပါလို့ကျေးဇူးအများကြီးတင်တယ်ဆရာခင်ရန်ကျေးဇူးတင်တယ်လုံးဝမအားဘူးဘာကြောင့်လဲဆိုတော့သူ့ရဲ့လုံဖို့ဆောင်ဖက်တဲ့နိုင်ငံခြားထွက်လိုက်ပြီးတွင်မှာခရီးထွက်လိုက်နဲ့သူကသူတယောက်တည်းတာဝန်တွေထမ်းဆောင်နေရတဲ့ခါမှာလုံးဝထွက်လို့အစင်မပြေဘူးဆိုပြီးတော့ပြောတာဖြစ်တယ်သူတို့ဖိတ်တာကြပြီတော်လည်းဒီဘက်မှာဘုရားကသူ့ကိုမရအောင်ဆွဲခေါ်လာတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်လို့ရရှင်သူ့ကိုအသုံးပြုပါတယ်လို့အင်းလိုအပ်တယ်လို့ဆက်လက်အသုံးပြုမှာဖြစ်တယ်ဟာလေလုယာယေရှုမြိုင်းတဲ့နဲ့ကျမတို့ထဲဝင်ဖို့ချိန်ဘုရားကဘုရားအတွက်လူရန်ချင်တဲ့လောက်လူရန်လိုက်ပါတို့မြန်မာပိုင်းစီစဉ်ကအသင်းဓမ္မတစ်ခုမှမလုပ်ဘူးဘာနာထဲတာလဲငါတို့ရှိလောက်လို့ရောက်လာလို့ရှင်မျက်နှာပူစရာပဲဆိုပြီးတော့မထဲမနေရတပြဲနဲ့ပြားထဲဖို့ဆိုမထဲပါနဲ့တော့လေဝိညာဉ်တော်၌စိုက်ပျိုးခြင်းဖြစ်တဲ့အခါမှာစိုက်ပျိုးရင်ပြန်ရိတ်သိမ်းရတယ်အများရိတ်သိမ်းခြင်းအများကြီးထည့်လိုက်ပါသာသနာတော်ပါဝင်ခြင်းဖြစ်တဲ့အတွက်ဟိုမှာအတေရမအတိုက်တွန်းလို့ထဲဝင်နိုင်တဲ့လောက်ထဲဝင်ပါဒါကြောင့်အရှိထွက်ပြီးတော့ပင်ထဲဝင်ရဲတဲ့လောက်ငါသွားလို့မတန်ပါဘူးဆိုလည်းမလာနဲ့တော့တရားလေးထဲဖို့အရှိမထွက်ပါနဲ့ဟုတ်ပြီနော်ဆိုတော့ထဲဝင်ရှင်တဲ့လောက်ထဲဝင်ဖို့အရှိကိုယေရှုနာမ၌ဖိတ်ခေါ်တယ်ပြည့်စုံလို့ရှိတဲ့ဒီကျွန်တော်ကိုယ်ကိုချင်းနဲ့ပဲကျွန်တော်တို့ဒီတောင်းချင်တဲ့ဆုံးသတ်မှာဖြစ်ပါတယ်လို့အားလုံးကိုပြရပြီးတော့ထဲဝင်နေတယ်ဆိုတော့ရှင်မရDon't sing to me. Ring don't sing to me. Let it go down me. Sana tu, poti kabyo baby. The pagone,
ကိုခံရအောင်ဝိညာဉ်တော်ညတော်ဆင်းကြွပြီးဒီသူကိုတောင်းနေdon't want to see anyချင်းမွန်းတဲ့လဲမှာဝိလျော်တော်မူသောတန်ရှင်တော်ဝိတော်ဖယားကိုတော်ဖယားရဲ့ဝိလျော်တော်မူခြင်းထိုကဲ့သို့သောငြိမ်သက်ခြင်းချမ်းမြေ့ခြင်းပျော်ရွှင်ခြင်းဝမ်းသာခြင်းအယတာကိုကျမတို့ကိုယ်တိုင်ပြန်လဲခံစားခွင့်ပေးတော်မူသောကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်ပါကျေးဇူးတင်တယ်ကိုတော်တူပါရှိတယ်ဆိုတာတို့ခံစားရပါတယ်ပါဒါတမန်တော်ရဲ့ခံစားချက်ပဲမဟုတ်ဘူးဝိညာဉ်တော်ဘုရားကျမတို့နဲ့အထူးသက်သေခံတော်မူသောကြောင့်ကျေးဇူးတင်တယ်ပါဒီနေ့အသက်ရှင်တော်မူသောဝိညာဉ်တော်ဘုရားတို့ကိုးကွယ်တာဖြစ်တယ်တခါတည်းကိုရောရဲ့ဖြစ်တည်ခြင်းကိုအုံနောက်နဲ့တွတ်ထချက်တတ်ကြတဲ့အခါမှာနားလည်နိုင်သောသူများစွာရှိတဲ့အထဲမှာသားသမီးတို့အားနားလည်စေတော်မူသောနှလုံးသားပေးသောကြောင့်ကျေးဇူးတင်တယ်ပါခန္ဓာစိတ်ဝိညာဉ်သုံးပါးကိုကယ်တင်တော်မူသောရှင်ဘုရားဖြစ်သောကြောင့်ကျေးဇူးတင်တယ်။နာဝိညာဉ်ဘုရားကနာဝိညာဉ်နဲ့ကိုးကွယ်ခြင်းကိုပုံမဲ့တော်မူသောဘုရားဖြစ်သောကြောင့်ကျေးဇူးတင်တယ်။ဘာလို့လဲစွမ်းစားရှိသမျှနဲ့ကိုယ်ကွယ်ခြင်းမနာအောင်ထိုက်တော်မူသောဘုရားဖြစ်သောကြောင့်ကျေးဇူးတင်တယ်။ထိုအလဲမှာဝိလျော်တော်မူသောဘုရားကိုကျေးဇူးတင်တယ်ပါ။အတန်တွေလည်းကိုယ်ချီးမွမ်းကိုးကွယ်ကြပါလေ။တမန်ကျမ်းစာထဲမှာကိုယ်ပေါ်ပြတော်မူသောအရာကိုတမန်တော်လက်တွေ့အသက်ရှင်လာဖြစ်တဲ့အတွက်အဲ့ဒီလက်တွေ့သက်ရှင်ဖို့ဝိညာဉ်တော်ဘုရားကျမတို့ထဲမှာနေရာယူလဲဦးဆောင်တော်မူပြီးဖြစ်တဲ့အတွက်ကျေးဇူးတင်တယ်ပါ။လူတိုင်းချင်းမှာလဲသားသမီးတို့ကစိတ်ဆောင်တဲ့ချက်ဒါတော့ရှိတာချက်အလုံးဘောတစ်ဖက်ကန်းချင်းလူတိုင်းနိုင်ဖို့လို့ကဒီနေ့တွင်တင်တော်မူတဲ့အတွက်ကျေးဇူးတင်တယ်ပါကိုရောနိုးဆော်တော်မူတဲ့တိုင်တန်းတော့လှရှားတဲ့အခါမှာဘုံတော်ထင်ရှားဖို့အတွက်တက်တက်ဖြစ်စေတော်မူပါပါအိမ်ထောင်မိသားစုကိုစောက်တော်မူပါသမီးမောင်နဲ့သူများအားသားသမီးဝေးပွားခြင်းကိုပေးတော်မူပါတဘိုးမကြီးသောအိမ်ထောင်မိသားစုများဒီကနေ့တဘိုးကြီးသောအိမ်ထောင်မိသားစုများဖြစ်စေတဲ့အတွက်ကျေးဇူးတင်တယ်ပါဝိညာဉ်တော်နဲ့ယုံကြည်တဲ့ယေရှုခရစ်အရာယူကြပါလို့ပါဒါမှချမ်းဖြစ်သောသူများနာဓမ္မချင်းကိုရတဲ့အတွက်ကျေးဇူးတင်တယ်ဘုရားသခင်နဲ့ဓာတ်ရိုက်ဆက်သွယ်ဖို့တခြားသောဘာသာစကားအလုံးချမ်းဖြစ်ဖြစ်အမျိုးမျိုးသောဘာသာစကားပဲဖြစ်ဖြစ်ဒီနေ့အသစ်ရယူခွင့်ပေးတဲ့အတွက်ကျေးဇူးတင်တယ်တမန်ကျမ်းစာပြည့်ပြည့်စုံခြင်းဒီနေရာမှာဖြစ်စေတော်မူသောကြောင့်ကျေးဇူးတင်တယ်တမန်ကျမ်းစာတွေကလိုချင်တဲ့တချို့ကိုပဲရယူပြီးတော့မလိုချင်တော့ပယ်ရှားတာမျိုးမဟုတ်ပဲဝိညာဉ်တော်ပေါ်ပြတော်မူတဲ့အတိုင်း
လိုက်ရှောင်းနိုင်ဖို့ဝိညာဉ်တော်မျက်စိကိုဒီနေ့ဖွင့်ပေးတော်မူတဲ့အတွက်ကျေးဇူးတင်တယ်။ဒီနေ့ရောက်ရှိကြကုန်သောသူတို့ကလူအင်ဆန္ဒလူရှင်တောင်းတခြင်းရများအိုးတင်းတိမ်ရောက်ငဲရခြင်းခွင့်ကိုပေးတော့ကြောင့်ကျေးဇူးတင်တယ်။ဟာဒီနေ့ကိုရောအချိန်ဖြစ်တယ်။ဒါမျိုးတော့အသက်ရှင်ခြင်းဟာကိုရောထံတော်ပါမလာတာဖြစ်တယ်။ဟာဆက်လက်ပြီးတော့ကိုရောနဲ့တူတယ်။သွားလာကြဖို့ဝန်ခံကြပါတယ်။မြတ်သောယေရှုရဲ့မြတ်သောနာမ၌ကျေးဇူးတော်ရှင်မှန်ဆုတောင်းပရနာတက်တော်ပြန်တက်ကကြပါရပါမြတ်စွာအာမင်ဟာလေလုယာအားလုံးပါပါဖျားရှင်ကောင်းချီးပေးပါစေ